ဦးဇင်းတို့950ဇာတကနိပတ်တော်မှာလာရှိတဲ့ကံနှဇတ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာရှိပါတယ်အဲ့ဒီကံနှဇတ်တရားတော်ကိုဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဘာကြောင့်ဟောမယ်လို့စိတ်ကူးထည့်ရတယ်လဲဆိုတော့မြတ်စွာဘုရားရဲ့တရားတော်တွေမှန်သမျှဟာရည်ရွယ်ချက်ကတစ်ခုတည်းပဲအဲ့ဒါဘာလဲဆိုတော့ဝိမု ക്തി ဒုက္ခလွတ်မြောက်ခြင်းချမ်းသာဆိုတဲ့အထွတ်အထိပ်ချမ်းသာကိုရဖို့ရည်ရွယ်ပြီးတော့ဟောထားတာကြီးပဲအဲ့ဒီဝိမု ക്തി ဒုက္ခဆိုတဲ့လွတ်မြောက်ခြင်းချမ်းသာကိုရခြင်းလို့ရှိရင်မိမိရဲ့စိတ်နှလုံးမှာဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိမှဝိမု ക്തി ဆိုတဲ့လွတ်မြောက်ခြင်းကရတာတရားကစတဲ့ကလေးလက်တဲ့အကြောင်းအရာတွေကိုပဲစပြောနေပြီနော်တရားကြီးဒီမိုင်းများမှန်ပါမြတ်စွာဘုရားရဲ့တရားမှန်သမျှသည်ဝိမု ക്തി ဒုက္ခလွတ်မြောက်ခြင်းဆိုတဲ့ချမ်းသာဒုက္ခကိုဥတည်ထားတာကြီးပဲဘယ်တရားပဲဖြစ်ဖြစ်မှန်ပါနော်အဲ့ဒီဝိမု ക്തി ဒုက္ခကိုလည်းပဲအလကားမရဘူးမိမိရဲ့စိတ်သည်ဝိသုဒ္ဓိဆိုတဲ့တန်ရှင်းစင်ကြယ်ခြင်းရှိမှဝိမု ക്തി ဆိုတာဖြစ်တာနော်တန်ရှင်းမှလွတ်မြောက်တာပြည့်တဲ့ဗါတဲ့တော့တန်ရှင်းမှလွတ်မြောက်တာပါဗျာတန်ရှင်းမှလွတ်မြောက်တာအဲ့တော့တရားတော်အလုံးတို့ရဲ့ရည်ရွယ်ချက်သည်ဝိမု ക്തി လို့ပြောခဲ့တယ်အဲ့ဒီဝိမု ക്തി ကလည်းဝိသုဒ္ဓိဖြစ်မှဝိမု ക്തി ဖြစ်တာနော်အဲ့ဒီတော့စင်ကြယ်ဖို့အတွက်စိတ်စင်ကြယ်ဖို့ဟာအရေးအကြီးဆုံးပဲစိတ်စင်ကြယ်ခြင်းကြတဲ့ပုဂ္ဂိုလ်တွေဟာပထမဥစွာကာယကံစင်ကြယ်ရမယ်ဝစီကံစင်ကြယ်ရမယ်မနောကံစင်ကြယ်ရမယ်အဲ့ဒါလို့အပြင်ဘက်ကအကြမ်းမြင်းနေစင်ကြယ်ပြီးမှအတွင်းကစင်ကြယ်ခြင်းတွေကိုရှေ့ရှုလို့ရတာသဘောပေါက်တယ်နော်အဲ့တော့ဘာကိုရည်ရွယ်ပြီးတော့ဦးဇင်းတို့ဘာကိုကြိုးစားပြီးတော့ပြောနေတာလဲဆိုတော့ဖရာတရားတော်မှန်သမျှသည်ပူကောင်းအောင်နေတတ်ပြီးတော့ပူပြီးတော့ချမ်းသာဒုက္ခရရှိစေဖို့စင်ကြယ်အောင်နေတယ်ဆိုတာကောင်းအောင်နေတာမဟုတ်လားမှန်ပါနော်ကာယကံညင်နွမ်းမှုမရှိအောင်ရှိနေလို့ရှိရင်ကာယကံညင်နွမ်းမှုကနေကာယကံစင်ကြယ်မှုတွေကိုသွားတယ်ဆိုတာပူကောင်းသွားတာမဟုတ်လားမှန်ပါဗျာမိမိရဲ့နှုတ်ကမကောင်းတာတွေပြောနေတာညင်နွမ်းတာတွေပြောနေတာကြမ်းတမ်းတာတွေပြောနေတာတွေကနေပြီးတော့တိမ်မွေ့တာတွေနူးညံ့တာတွေမှန်ကန်တာတွေအကျိုးရှိတာတွေကိုပြောတယ်ဆိုရင်ပူကောင်းသွားတယ်မဟုတ်လားမှန်ပါဗျာအဲ့ဒီလိုပဲစိတ်ထဲမှာလောဘတွေကြီးနေတာဒေါသတွေကြီးနေတာကနေပြီးတော့တဖြည်းဖြည်းနဲ့လိုအပ်တာပဲငါလိုချင်ပဲဟောနော်နောက်တဖြည်းဖြည်းနဲ့ညံရင်လာလို့ရှိရင်ဘဝမှာလိုချင်စရာဆိုတာဘာမှမရှိဘူးလို့သိတဲ့အဆင့်ရောက်သွားရင်လောဘဆိုတာငြိမ့်မသွားပြီဘူးလားငြိမ့်သွားပါတယ်ဗျာအေးအဲ့ဒါလို့လောဘဒေါသအညစ်အကြေးတွေရှိရာကနေလောဘဒေါသအညစ်အကြေးကင်းတဲ့ဘက်ကိုဥတည်ပြီးတော့ကြိုးစားတယ်ဆိုရင်ဒါပိုကောင်းအောင်ကြိုးစားတာမဟုတ်လားမှန်ပါဗျာအဲ့ဒါတဲ့ကောင်းအောင်လုပ်တဲ့အလုပ်ရှိသေးလားရှိပါဗျာအဲ့တော့ဦးဇင်းတို့ကကောက်ချက်ဆွဲနေတာကဘာလဲဆိုတော့တရားတော်မှန်သမျှသည်တတ္တဝါတွေကိုပိုကောင်းအောင်နေတတ်ဖို့ညွှန်ကြားထားတာဒီကြီးပဲသူ့အဆင့်နဲ့သူပေါ့နော်ဘာလို့ပိုကောင်းအောင်နေတတ်ဖို့လိုသလဲဆိုတော့ကောင်းလာမှသာလင်စိတ်ထဲမှာဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရမယ်ဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိမှစိတ်ရဲ့လွတ်မြောက်ခြင်းဝိမု ക്തി ဆိုတာကိုရမယ်အင်မတန်လေးနဲ့တယ်လို့ထင်တယ်နော်အဲ့တော့ဝိမု ക്തി ဆိုတာကိုရခြင်းရင်ဝိသုဒ္ဓိဖြစ်ဖို့လိုတယ်စကားတွေထပ်နေပြီနော်အရေးကြီးလို့ပြန်ပြောတယ်ဝိမု ക്തി ဆိုတဲ့လွတ်မြောက်ခြင်းကိုရခြင်းရင်ဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိဖို့လိုတယ်ဝိသုဒ္ဓိဆိုတဲ့စင်ကြယ်ခြင်းရှိခြင်းတယ်ဆိုရင်ကာယကံဝစီကံမနောကံတစတဲ့တစတန့်ရှင်းဖို့စင်ကြယ်ဖို့ကောင်းမွန်ဖို့မှန်ကန်ဖို့မလိုဘူးလားလိုပါတယ်ဖေ။လိုတယ်ဒီတော့ဦးဇင်းတို့ဟောခြင်းရဲ့ရည်ရွယ်ချက်ကမိမိတို့ကိုမိမိတို့ပို့ပြီးတော့ကောင်းအောင်ကြိုးစားတတ်ဖို့သူများကကြိုးစားပေးလို့မရဘူးနော်မှန်ပါအေးအဲ့ဒီတော့မြတ်စွာဘုရားကတရားတော်တွေကိုလေကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပိဋကရေကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့ဟုတ်လားအပြစ်တွေကိုပြပြီးတော့ဟောထားတာရှိတယ်မင်းတို့မကောင်းလို့ရှိရင်ဒီလိုအဆိုးပေးအကျိုးပေးဆိုးတာတွေတွေ့ရလိမ့်မယ်မင်းတို့စိတ်ဆင်းရဲရလိမ့်မယ်ပူပန်ရလိမ့်မယ်ဟောအပြစ်တွေကိုပြပြီးတော့မဆုံးမဘူးလားဆုံးမပါတယ်ဗျာဆုံးမတယ်နောက်ကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အကျိုးတွေကိုပြပြီးတော့ဆုံးမတယ်မင်းတို့ဒီလိုကောင်းလို့ရှိရင်လက်တွေ့လက်ဒီလိုစိတ်ချမ်းသာမယ်နောင်လာမဲ့အနာဂတ်မှာလည်းပဲတတ်တဲ့ပိုကောင်းတဲ့အခြေအနေမျိုးနဲ့တွေ့လိမ့်မယ်လို့အကျိုးကိုပြပြီးတော့မဆုံးမဘူးလားဆုံးမပါတယ်ဗျာအဲ့တော့ဘုရားဟောထားတာတွေဟာအပြစ်ကိုပြပြီးတော့ဆုံးမတာတွေရှိတယ်အကျိုးတရားကိုပြပြီးတော့ဆုံးမတာတွေရှိတယ်ဒီလူတွေဉာဏ်ရှိတယ်နော်ကိုယ့်ကိုဝေဖန်တတ်တယ်နော်အေးအခုဦးသိန်းပြောမှာက
အကျိုးအပြစ်တွေကိုပြပြီးတော့ဆုံးမတာထင်အတုယူတရားနီးယူတရားကိုပြပြီးတော့ဆုံးမတဲ့အပိုင်းကိုပြောမှာမြတ်စွာဘုရားကတချို့သိတ်ကောင်းတဲ့သူတော်ကောင်းကြီးတွေရဲ့အကြောင်းကိုပြောပြပြီးတော့ချစ်သားတို့ရှင်းတော့ကသူတော်ကောင်းတွေဆိုတာဒီလိုကျင့်ခဲ့ဘူးတယ်ဒီလိုပြောခဲ့ဘူးတယ်ဒီလိုတွေးခဲ့ဘူးတယ်အဲ့ဒီသူတော်ကောင်းကြီးတွေရဲ့ထုံတန်းစင်လာကိုနီးယူပြီးတော့သင်ချစ်သားတို့လည်းပဲသူတော်ကောင်းစိတ်မွေးပြီးတော့ကိုကောင်းအောင်လုပ်ကြအဲ့ဒါကတတိယနီလန်းသူတော်ကောင်းကြီးတွေကိုအတုယူဖို့ဆိုတဲ့စေတနာနဲ့မြတ်စွာဘုရားဗာလုပ်ခဲ့တာလေဟောခဲ့တာအပြစ်ပြပြီးတော့ဆုံးမတဲ့ဤရှိတယ်နော်အကျိုးပြပြီးတော့ဆုံးမတဲ့ဤရှိတယ်နော်ပြီးတော့အတုယူစရာခုဦးဇင်းတို့ခေတ်ကာလသားသမီးတွေနားလည်အောင်ပြောရရင်တော့တကယ်တော်တဲ့ပုံကိုယ်တွေရဲ့အထုပ်ပတ္တိတွေကိုဖတ်ရရင်စိတ်ထဲမှာသူတို့လိုတော်ခြင်းတဲ့စိတ်တွေဟာပေါက်လာတယ်ဟုတ်လားအခုဦးဇင်းတို့ပြောမှလည်းပဲဒါအထုပ်ပတ္တိပဲဘုဇုရဲ့အထုပ်ပတ္တိလဲဆိုရင်မြတ်စွာဘုရားရဲ့အထုပ်ပတ္တိကိုပြောမှာကျန်တဲ့လူရဲ့အထုပ်ပတ္တိဆိုတာကမကောင်းတာတွေအများကြီးညှဉ်းနှွမ်းနေခြင်းညှဉ်းနှွမ်းနေအောင်မယ်ဘုရားရဲ့အထုပ်ပတ္တိဆိုတော့မကောင်းတာတွေသိပ်မရှိဘူးလေဟုတ်လားနိယူတရားတွေကြီးကိုဘဝရဲ့စံပြပုဂ္ဂိုလ်အနေနဲ့ထားတတ်ဖို့အတွက်မြတ်စွာဘုရားရဲ့တခုသောဘဝကအကြောင်းကိုပြောပြအမလီဏိဒန်းတွေကအများကြီးချိနေရဟင်10မိနစ်ရှိသွားပြီအဲ့တော့ကဏ္ဍဇတ်တွေဟုတ်လားဒီကနေ့ညနားထောင်ရမှာကဘာတဲ့တော့ကဏ္ဍဇတ်ပါဗျာဒီဇတ်တော်ထဲမှာမြတ်စွာဘုရားရဲ့အလိုဆန္ဒဘုရားလောင်းတော်ရဲ့အလိုဆန္ဒဒါတွေကိုဒီမှာ6မျိုးလောက်တွေ့ရလိမ့်အဲ့ဒါဦးဇင်းတို့ကဗမာလိုကောင်းစဉ်လေးတက်မယ်သူတော်ကောင်းတို့သဘောထားလို့အဲ့ဒါလိုတက်ချင်ဟုတ်လားစာထဲမှာတော့ကဏ္ဍဇတ်လို့နာမည်ပေးထားတယ်ဟုတ်လားဒါပေမဲ့နားလည်လွယ်အောင်စိတ်ထဲမှာမှတ်ရမှာကသူတော်ကောင်းတို့ရဲ့သဘောထားတဲ့ဟုတ်လားဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့တရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုံသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသန္နရမရလောကကရုဝနိတုကတံဂတိဝိမု ṭံ ကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမံအရဟတမေတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသန္နရမရလောကကရုံလူနတ်မြမတတဝါနန္ဒတို့ဤကြောက်ဒီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လေးဖြစ်တော်မူပါ၏ထသောဂတိဝိမု ṭံ ဒေဝမနုဿနိရယနှင့်ပေတတလိษံလာယရှိငါတန်သောဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမ ्या ကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမှုယုံနာနှစ်ဖြာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏိဝနာမကာယဝစီမနောချီပေသုံးလီဒွါရပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားနည်းနည်းအေးပတ်ထားလို့အတန်ကနည်းနည်းဟိုဖြစ်နေလို့နော်နည်းနည်းသီးခံပြီးတော့နားထောင်ကြကဏ္ဍဇတ်ကိုဗမာလိုခေါင်းစဉ်ဘယ်လိုတတ်ထားလဲသူတော်ကောင်းတို့ရဲ့သဘောထားဒီကဏ္ဍဇတ်တော်ကိုမြတ်စွာဘုရားဘာကြောင့်ဟောကြားတော်မူသလဲဆိုတော့ရှေးသူတော်ကောင်းတို့ကြီးရဲ့သဘောထားကိုတရားနာကြတဲ့ဝိနည်းပုဂ္ဂိုလ်များသိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီကဏ္ဍဇတ်ဒေသနာကိုဟောကြားခဲ့ဦးဇင်းတို့ဇက်ရဲ့ဏိဒန်းကိုအကျေတဝင်းမပြောကြတော့ပါဘူးဒီဇက်တော်ထဲမှာဘုရားလောင်းပြောခဲ့တဲ့စကားတွေကအများကြီးပဲအဲ့ဒါတွေကိုဦးဇင်းတို့ကြည်ကြည်ပြန့်ပြန့်ပြောကျင်တဲ့အတွက်ကြောင့်ဇက်ရဲ့ဏိဒန်းကိုအချိန်ကုန်ခံပြီးတော့မပြောတော့စတင်ပြီးတော့ဘယ်ကပြောရမလဲဆိုလို့ရှိရင်ဘုရားလောင်းတော်ကြီးဟာတခုသောဘဝတုန်းက
ဂရေပေါင်းများစွာကျွယ်ဝတဲ့တတိတကြွယ်မိသားစုတစ်ခုရဲ့အိမ်မှာသွားပြီးတော့လူဖြစ်တယ်အဲ့ဒီလိုဖြစ်တော့သူ့ရဲ့မွေးလာတဲ့အခါမှာသူ့ရဲ့အသားကနည်းနည်းညိုတယ်ညိုတဲ့အတွက်ကြောင့်မိဘတွေကသူ့ကိုကံနှသတို့သားလို့နာမည်မှဲ့ကံနှဆိုတာပမာလိုပြောရရင်ညိုသောမဲသောလို့အဲ့လိုအဓိပ္ပာယ်ရတယ်အဲ့ဒီသတို့သားလေးကြီးလာတဲ့အခါကျတော့အိမ်တော်ရသားကြမိဘတွေသေဆုံးသွားအဲ့ဒီမှာမိဘတွေခြံထားတဲ့ပစ္စည်းတွေကိုကြည့်ပြီးတော့ဦးဇင်းတို့ဘုရားလောင်းတော်ကစဉ်းစားတယ်တဲ့ဘာစဉ်းစားတော့ဆိုတော့ဟောဒီပစ္စည်းဥစ္စာတွေဟာရန်သူမျိုး၅ပါးနဲ့ဝန်းရံနေတဲ့အတွက်ကြောင့်အနှစ်သာရဘာမှမရှိဘူးပိစဏံဝိရာရံသာရဏဘာဝေနနေသာရတဒါနနာမတာရောရန်သူမျိုး၅ပါးတွေနဲ့ဝန်းရံနေတဲ့အတွက်ကြောင့်ဒီပစ္စည်းဥစ္စာရဲ့အနှစ်သာရဆိုတာတကယ်ရှားကြည့်ရင်မတွေ့နိုင်ဘူးဒါကြောင့်ဒီပစ္စည်းဥစ္စာတွေတဲကငါအနှစ်သာရထုတ်တဲ့အနေနဲ့ဒါနကောင်းမှုကိုငါအများကြီးပြုမှဖြစ်မယ်လို့ပထမတစ်ချက်သူအဲ့လိုစဉ်းစားတယ်ပိဿတို့စဉ်းစားဖို့လေးတွေချမ်းပြီးတော့ဦးဇင်းကတူစီလေးတွေပြောသွားမှာနော်ကိုယ့်ကိုစဉ်းစားဟုတ်လားပစ္စည်းဥစ္စာဟာရန်သူမျိုး၅ပါးနဲ့ဝန်းရံနေတဲ့အတွက်ကြောင့်အနှစ်သာရမရှိဘူးအဲ့ဒီအနှစ်သာရမရှိတဲ့ပစ္စည်းဥစ္စာတွေရဲ့အနှစ်သာရကိုသူထုတ်ယူမယ်ဆိုတော့ပေးကမ်းစွန့်ကြဲလှူဒန်းခြင်းတနည်းအားဖြင့်ဒီပစ္စည်းကိုအကြောင်းပြုပြီးတော့မိမိသူတစ်ပါးချမ်းသာအောင်စွန့်ကြဲခြင်းဒါကိုသူအနှစ်သာရအနေနဲ့တွေ့ပါတယ်တဲ့အဲ့ဒါနဲ့သူဆက်ပြီးတော့စဉ်းစားတယ်ဘဟုရောဂနံသာရဏဘာဝေနနေသာရတဣမတခန္ဓတတိလနာမတာရောဟောဒီခန္ဓာကိုယ်ကြီးဟာအမြဲတမ်းနာကျင်ကြိုက်ခဲခြင်းဆိုတဲ့ယောဂတရားတွေနှိမ့်ဆက်နေတဲ့အတွက်ကြောင့်တကယ်စဉ်းစားကြည့်ရင်ဒီခန္ဓာကိုယ်ကြီးဟာအနှစ်သာရမရှိဒါပေမဲ့အနှစ်မရှိတဲ့ဒီခန္ဓာကိုယ်ကြီးတွေကနေပြီးတော့လိမ္မာကျွမ်းကျင်မယ်ဆိုလို့ရှိရင်ကိုကျင်တရားကောင်းခြင်းဆိုတဲ့သီလအနှစ်ကိုထုတ်ယူလို့ရတယ်ဒါကိုငါရအောင်ယူမယ်လို့သူစဉ်းစားတယ်တဲ့နှစ်ချက်ရှိပြီနော်နောက်သူပါဆက်ပြီးတော့စဉ်းစားတော့ဆိုတော့အနေစာတိတဘာဝေနအဘိနပိလနတောဣမတာဇီဝိတတဘာဝနာနာမတာရောဟောဒီအသက်ရှင်နေရတဲ့ဘဝဆိုတာတရက်ပြီးတရက်ကုန်သွားတယ်တနာရီပြီးတနာရီကုန်သွားတယ်တမိနစ်ပြီးတမိနစ်တစ်စက္ကန့်ပြီးတစ်စက္ကန့်တက်နဲ့အချိန်မှန်ကုန်ဆုံးခြင်းအနိစ္စရဲ့ဝါမျိုးခြင်းကိုအမြဲတမ်းခံနေရခုစောစောပိုင်းကဦးဇင်းဒီတန်းတုန်းကပြောခဲ့တဲ့စကားသံတွေအခုရှိသေးလားရှိတော့ပါဗျာအဲ့ဒီတုန်းကသိတဲ့အတိလေးတွေရောအခုရှိသေးလားရှိတော့ပါဗျာအေးဘာဖြစ်သွားတာတော့ပြောင်းလဲသွားတာအဲ့ဒါလို့ပြောင်းလဲခြင်းပျက်စီးခြင်းချုပ်ပြောက်ခြင်းဆိုတဲ့အနိစ္စတရားကဒီအသက်ရှင်ခြင်းဆိုတဲ့ဘဝကိုအမြဲတမ်းနှိမ့်ဆက်နေတယ်တဲ့သူညံနဲ့အဲ့ဒါလောက်ထိမြင်တယ်နော်သူဟုတ်လားအဲ့ဒီလိုအနိစ္စနဲ့နှိမ့်ဆက်နေတဲ့အတွက်ကြောင့်အနှစ်ရှာမရတဲ့ဒီအသက်ရဲ့ဒီဘဝရဲ့ဒီရှင်သန်ခြင်းရဲ့အနှစ်အနေနဲ့မသေးခင်မှာအသိဉာဏ်ကြီးအောင်စိတ်ရဲ့အေးချမ်းမှုတည်ငြိမ်မှုကိုရအောင်သမထဘာဝနာဝိပဿနာဘာဝနာဆိုတဲ့ဘာဝနာတရားကိုလှုပ်သွားနိုင်မယ်ဆိုရင်အဲ့ဒါရှင်သန်ခြင်းရဲ့အနှစ်သာရပဲတဲ့ဘာဝနာတရားကိုသူကဘယ်လိုတွေ့လဲရှင်သန်ခြင်းရဲ့အနှစ်သာရပိုင်ဆိုင်ခြင်းရဲ့အနှစ်သာရကဘာလဲဒါနာဒီတဲ့ပြောကြည့်စမ်းမပိုင်ဆိုင်ခြင်းရဲ့အနှစ်သာရသည်ဒါနာဒီခန္ဓာကိုယ်ကြီးရဲ့အနှစ်သာရသည်သီလဒီရှင်သန်နေတဲ့ဘဝရဲ့အနှစ်သာရသည်ဘာဝနာအဲ့ဒီသုံးခုကို तू အေးအေးဆေးဆေးပဲပဲနေနေစဉ်းစားပြီးတော့ဆုံးဖြတ်ချက်တစ်ခုကို तू ချတယ်ငါဓာတ်ထက်ကောင်းတဲ့အကျိုးစီးပွားကိုငါရှာမယ်ဆိုပြီးတော့ဒီရှိသမျှပိုင်သမျှပစ္စည်းဥစ္စာသက်ရှိသက်မဲ့အားလုံးကိုစွန့်ပြီးတော့ဟိမွန်တာတော်တဲ့ကိုတူးတဲ့ထွက်သွားတယ်ဟိုမှာရသေးဝက်ပြီးတော့နေတာအဲ့ဒီလိုရသေးဘဝနဲ့နေပြီးတော့ तू မကြပါဘူးသိပ်ပြီးတော့အကျင့်ကပြင်းထန်တဲ့အတွက်ကြောင့်ဇံအပိန်ရင်ရတယ်မြေရှိုးမိုးပြန်နိုင်တယ်နော်ရိုးရိုးလေးလူငယ်တွေနားလည်အောင်ပြောလိုက်တယ်အဲ့ဒီလိုအကျင့်ကသိပ်ပြီးတော့ပြင်းထန်တဲ့အတွက်ကြောင့်သူ့အကျင့်ရဲ့တကိုးအရှိန်စောဟာတာဝရိန္ဒာနတ်ပြည်ကတရားမင်းရဲ့နေရာကိုသွားပြီးတော့တုံလှုပ်အောင်အစွမ်းတတ္တိပြအဲ့ဒီမှာတရားမင်းကအေးဒီပုဂ္ဂိုလ်ကအကျင့်မြတ်ကိုသူများနဲ့မတူအောင်တော့ကျင့်နေပြီငါရဲ့နေရာကိုလိုချင်လို့များဒီပုဂ္ဂိုလ်ဒီအကျင့်တွေကိုကျင့်နေသလားပိဋကရေကိုနေရာပြောင်းမှာကိုစိုးရိမ်တဲ့စိတ်နဲ့တရားကသိလားသူ့နေရာပြောင်းမှာကိုစိုးရိမ်တဲ့စိတ်နဲ့အဲ့ဒါဒီယသိသူမြတ်ကိုငါစုံစမ်းမယ်ဆိုပြီးတော့
အဲ့ဒီဖရာလောင်းကနေပြီးတော့လေသစ်ပင်ရဲ့အောက်မှာထိုင်းပြီးတော့တရားနှလုံးသွင်းနေတဲ့အခါမှာသူကနောက်ကျောကနေလာရက်တရားမင်းကလာရက်ပြီးတော့သူကဖရာလောင်းကိုစုံစမ်းမယ်ဆိုပြီးတော့ပထမသူကဘာစိတ်ကူးပေါက်တုံးဆိုတော့ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့မကောင်းတာတွေကိုပြောလိုက်ရင်သူဒေါသထွက်မလားမထွက်ဘူးလားသိခံနိုင်သလားမခံနိုင်ဘူးလားငါအရင်စမ်းအောင်မယ်ဆိုပြီးတော့ဂါထာလေးတစ်ပုဒ်နဲ့ဖရာလောင်းကိုလှမ်းပြီးတော့ရန်စတယ်တရားမင်းကနော်ကန္နောဝတ္တယံပုရိသောကန္နံဘုံစတိဘောဇနံကန္နေဘူမိပရိသသမိနမရှံမနာသောပိယောဘာပြောတော့အဓိပ္ပာယ်ကမဲညစ်တဲ့နေရာအပြင်မှာနေပြီးတော့မဲညစ်တာတွေစားပြီးတော့အင်မတန်မဲတဲ့တင့်ကိုငါရဲ့စိတ်နှလုံးထဲကမနှစ်သက်ပါဘူးတဲ့မုန်းနေတဲ့တတ်တမက်ကြီးလာပြောတာနော်ဘာအကြောင်းမှလည်းမရှိဘဲနဲ့အဲ့ဒီလိုလာပြောတာမဲတဲ့နေရာမှာနေပြီးတော့မဲတာတွေစားပြီးတော့မဲတဲ့လူတယောက်ကိုငါကြည့်မရဘူးလို့အဲ့ဒါလိုပြောတာပြောတဲ့အခါကျတော့ဘုရားလောင်းကနောက်လှည့်မကြည့်ဘူးတရားမင်းမှန်းသိတယ်သိတော့ဘုရားလောင်းဆိုတာကပညာလည်းကြီးတယ်တတိလည်းကြီးတယ်ပညာကြီးတဲ့လူတတိကြီးတဲ့လူဟာစကားတခွန်းပြောလိုက်လို့ရှိရင်ပြီးစလွယ်ပြီးရောမပြောဘူးအနှစ်သာရအင်မတန်ကြီးတဲ့စကားကိုပြန်ပြီးတော့ပြောတယ်တရားမင်းကိုတော်တော်ကောင်းပါတယ်နော်နကန္နောတဇာတာဟောတိအန္တောတာရောဟိပြမနောယသမိန်ပါပါဏိကမ္မာနိသဝေကန္နောသူဇုံပတိသူဇုံပတိအိုသူစားရဲ့အရှင်သခင်ဖြစ်တဲ့ဩတရားမင်းတဇာတာအရေးအဆင်းဖြင့်ကန္နောမဲညစ်သောသူသည်နာဟောတိမဖြစ်နိုင်အရေးပြားလေးမဲနေတာနဲ့ဒီလူတယောက်ကိုမဲညစ်တဲ့လူလို့ပြောလို့မရပါဘူးတဲ့ကောင်းလိုက်ဘူးလားဟင်အပေါ်ရင်အရေးပြားလေးမဲတာနဲ့ဒီလူကိုမဲညစ်တဲ့လူလို့ပြောလို့မရပါဘူးတဲ့နာကန္နောတဇာတာဟောတိအန္တောတာရောဟိပြမနောအန္တောတာရောဟိအတွင်းမှာသီလသမာဓိပညာဆိုတဲ့စိတ်ကောင်းနှလုံးကောင်းနဲ့ပြည့်စုံနေမယ်ဆိုရင်ပြမနောပညာရှိသူတော်ကောင်းလို့ခေါ်ရပေတယ်အတွင်းထဲမှာကိုကျင့်တရားကောင်းမယ်စိတ်ရည်တည်ငြိမ်မှုရှိမယ်အမှန်တရားကိုတိုးထွင်းပြီးတော့သိမယ်အဲ့ဒါလို့သီလသမာဓိပညာဆိုတဲ့အဖို့တန်တဲ့စိတ်ဓာတ်တွေရှိနေမယ်ဆိုရင်ဒီပုဂ္ဂိုလ်အပြင်ကဘလို့ပုံစံမဲပေါက်လို့နေအဲ့ဒါပါလေသူတော်ကောင်းပဲတဲ့လူတွေကအပေါ်ယံနေကြည့်ပြီးတော့ဆုံးဖြတ်ကြတာနော်ဒီလူဘလို့လဲရုပ်ရည်လှရဲ့လားပညာတတ်ရဲ့လားပစ္စည်းဘလောက်ပေါ်တယ်လဲအတိုင်းဝိုင်းကောင်းရဲ့လားအပေါ်ယံလောက်လေးတင်ကြည့်ပြီးတော့ဆုံးဖြတ်တာသူ့ရဲ့အတွင်းမှာဘလို့ရှိတယ်ဆိုတာအထိလိုက်ပြီးတော့စိတ်ဝင်စားတဲ့လူမနေဘူးလားနေပါတယ်ဗျာနေတယ်ခုဘုရားလောင်းကပြန်ပြောနေတာအပေါ်ယံကြည့်ပြီးတော့မဆုံးဖြတ်နဲ့အတွင်းကိုကြည့်ပြီးတော့ဆုံးဖြတ်ဟုတ်လားဒါကြောင့်တယောက်နဲ့တယောက်ပေါင်းသင်းဆက်ဆံတော့မယ်ဆိုရင်အတွင်းကိုနားလေလေးမိတ်ကောင်းဆွေကောင်းရလေလေပဲသဘောပေါက်တယ်နော်အဲ့ဒါနဲ့မြတ်စွာဘုရားလောင်းတော်ကဘာပြန်ပြောတုံဆိုတော့နာကန္နောတဇာတာဟောတိအန္တောတာရောဟိပြမနောယသမိန်ပါပါဏိကမ္မာနိသဝေကန္နောသူဇုံပတိယသမိန်အကျင့်ပုဂ္ဂိုလ်ရဲ့တန်တမှာပါပါဏိကမ္မာနိယုံညံ့တဲ့အပြောတွေယုံညံ့တဲ့အလုပ်တွေယုံညံ့တဲ့အကြံစီတွေရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒါဘာဖြစ်တုံဆိုတော့သဝေကန္နောတိအဲ့ဒါကမှတကယ်လူညစ်ပတ်ပဲတဲ့အဲ့ဒီလူရဲ့စိတ်ထဲမကောင်းတာတွေရှိမယ်အဲ့ဒီလူရဲ့နှုတ်ကပြောလိုက်တဲ့စကားကမကောင်းတာတွေပြောမယ်မကောင်းတာတွေဆိုတော့ဒီလူတွေကသဘောပေါက်တယ်နော်မမှန်တဲ့စကားဟာမကောင်းတဲ့စကားချစ်ခင်မှုကိုကွဲပြားသွားစေတဲ့စကားသည်မကောင်းတဲ့စကားနားထောင်ရတာမသက်မသာကြမ်းကြမ်းထန်ထန်ထွက်လာတဲ့စကားသည်မကောင်းတဲ့စကားဘာအကျိုးမှမရှိတဲ့စကားသည်မကောင်းတဲ့စကားဝစီဒုစရိုက်၄ပါးကိုရှောင်လိုက်တာဟုတ်လားအဲ့ဒါလို့ဦးဇင်းတို့ဘုရားလောင်းကြီးကအနှစ်ရှိတဲ့စကားပြန်ပြီးတော့ပြောလိုက်တာအပေါ်ယံကြည့်ပြီးတော့မဆုံးဖြတ်ပါနဲ့အတွင်းမှာသီလသမာဓိပညာရှိရင်ဒါသူတော်ကောင်းအတွင်းမှာယုံမှပတ်ဆက်တဲ့အကျံအစီတွေရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒါမှတကယ့်ကိုလူယုံမှအစ်စ်ပဲလို့အဲ့ဒါလို့ပြောလိုက်တာအဲ့ဒီတော့တရားမင်းကဟာကြည်စမ်းငါစိတ်တူတရားပြောတာကိုစိတ်မတူပါပဲနဲ့တကယ့်တလျှောက်လုံးမှတ်သားသင့်တဲ့အဖို့တန်တဲ့စကားကိုပြောကြလိုက်တာကောင်းလိုက်တာကြည်ညိုသွားတယ်ဗျာတရားမင်းကနော်အစတုန်းကနေရာလူမှလားနေရာပြောင်းမှကြောက်တဲ့စိတ်နဲ့လာတာအခုစိတ်ပြောင်းသွားတယ်တရားမင်းကစိတ်ပြောင်းသွားတော့စိတ်ပြောင်းသည့်အားလျော်စွာဘုရားလောင်းကိုကြည်ညိုသွားတော့ကြည်ညိုသည့်အားလျော်စွာသူ့ရဲ့နှုတ်ကနေစကားသံတွေထွက်ကြလာတယ်ဧတာသမိန်တေသူလည်းပိတေပတိရူပေသူဘာတိတေ
ဝရံပြမနတေရံပိယံကင်ရှိမနသိစတိအင်မတန်မြတ်တဲ့အရှင်ရသေးတဲ့အရှင်ပြောတဲ့စကားဟာအင်မတန်ကောင်းတယ်ဘယ်ဘက်ကတွေးကြည့်အပြစ်ရှာလို့မရဒီလိုကောင်းသောစကားကိုပြောကြားနိုင်တဲ့အစွမ်းရှိတဲ့အရှင်ရသေးကိုကျွန်ုပ်အင်မတန်ကြီးညိုပါတယ်ဒါကြောင့်မို့လို့အရှင်ရခြင်းတဲ့ဆုအရှင်အလိုရှိရာကိုပြောပါရှင်လိုချင်တာကိုကြုတ်ရအောင်ဖန်တီးပေးပါမယ်သူစိတ်ထဲမှာကြည်လင်သွားပြီဆိုတော့လိုချင်တာကိုဘာလုပ်ပေးမှာတယ်လေဖန်တီးပေးမယ်တဲ့အဲ့ဒီလိုဘုရားလောင်းကိုလိုချင်တာပေးမယ်ဆိုတော့ဘုရားလောင်းကဘာတွေလိုချင်မှလဲဒီနေရာမှာတရားကအထာကလေးလည်းပါတယ်ဗျဒီပုဂ္ဂိုလ်ဟာဘာကိုလိုချင်လို့ဒီအလုပ်ကိုလုပ်နေတာလဲဆိုတာကိုလည်း तू သိချင်သေးတယ်ဟုတ်လားအဲ့ဒီမှာဘုရားလောင်းက तू ဘာတွေလိုချင်ပါတယ်ဆိုတာကိုပြောလိုက်တယ်တကယ်စင်စစ်ကတော့ तू လိုချင်တာတွေကိုဒီတရားမင်းတစ်ခုမှမပေးနိုင်ဘူးဆိုတာလဲဘုရားလောင်းကသိပေမဲ့လို့သူ့ရဲ့စိတ်ထဲမှာဘာတွေကိုလိုချင်နေပါတယ်ဆိုတာကိုလည်း तू သိစေချင်သေးတယ်အဲ့ဒါနဲ့ဘုရားလောင်းက तू လိုချင်တာတွေကိုတန်းပြီးတော့ပြောတယ်နော်ဝရင်စေမေယဒောတကတပ္ပဗုဒ္ဓနာမိတ္တရသူနေကိုတံသူနေဒောတံနေလောဘဟုတ်တိမတ္တနောနိတနေဟမပိကင်ခာမိဣတိမိစတုရောဝရီပါဠိလေးကလည်းရွတ်အောင်ပါဗျတရားပွဲလေးနဲ့တူအောင်ဟုတ်လားထိုက်တဲ့လောက်တော့နော်လူငယ်တွေနားမလဲပေမဲ့လို့ဒါဘုရားရဲ့နှုတ်တော်ကနေထွက်လာတဲ့အဖိုးမဖြတ်နိုင်တဲ့စကားတွေဆိုပြီးတော့တန်ဖိုးထားပြီးတော့နားထောင်စေခြင်းနဲ့နော်ဟုတ်လားဝရင်စီမေတောတကတပ္ပဗုဒ္ဓနာမိတ္တရသူနေကိုတံသူနေဒောသံနေလောဘဟုတ်တိမတ္တနောနိတနေဟမပိကင်ခာမိဣတိမိစတုရောဝရီရှု၄မျိုးတခါတည်းတောင်းချလိုက်တယ်သူလိုချင်တဲ့ဆန္ဒ၄မျိုးကိုတခါတည်းဖွင့်ဟလိုက်တယ်သူလိုချင်တာ၄မျိုးအဲ့ဒီ၄မျိုးကဘာလဲဆိုတော့တရားမင်းတဲ့တကယ်လို့လေသင်ငါကိုစုပေးမယ်သင်ငါကိုကြည်ညိုလို့ငါဖြစ်ချင်တာကိုဖန်တီးပေးမယ်ဆိုရင်တော့ငါဖြစ်ချင်တာကတော့ဒီ၄မျိုးပဲဆိုပြီးတော့ဘာပြောတုံးဆိုတော့သူနေကိုတံအမျက်ကင်းသည်အဖြစ်ကို၎င်းအမျက်ကင်းတဲ့အဖြစ်စိတ်ထဲမှာသေးတဲ့ဒေါသကိုအမျက်လို့ခေါ်တယ်ပြီးတော့ဥစဉ်နည်းနည်းရှင်းပြနော်သူနေကိုတံအမျက်ကင်းသည်အဖြစ်ကို၎င်းသူနေဒေါသပြင်းမှားခြင်းဒေါသကင်းသည်အဖြစ်ကို၎င်းအမျက်နဲ့ဒေါသမတူတဲ့အကြောင်းလေးကိုပြီးတော့ပြောပြအမျက်ကင်းတဲ့အဖြစ်ကို၎င်းဒေါသဆိုတဲ့ပြင်းမှားခြင်းကင်းတဲ့အဖြစ်ကို၎င်းနေလောဘလူခြင်းမမုန်းမှုလောဘကင်းတဲ့ဆိုတဲ့အဖြစ်ကို၎င်းနိတနေဟံချစ်ချင်းကင်းတဲ့ဆိုတဲ့အဖြစ်ကို၎င်းဣတိမေစတုရောဝရိအမြက်လာဆိုတဲ့ဆု၄ပါးကိုငါရခြင်းနဲ့နော်ရခြင်းတဲ့ဆု၄မျိုးနော်တခါကြီးမိုက်မြအမျက်ကင်းတဲ့အဖြစ်ဒေါသကင်းတဲ့အဖြစ်လောဘကင်းတဲ့အဖြစ်ချစ်ချင်းကင်းတဲ့အဖြစ်ဒီ၄မျိုးကိုတောင်းတာအဲ့ဒီ၄မျိုးကိုစီတန်းပြီးတော့တောင်းလိုက်တော့တရားမင်းကြီးကအံ့ဩသွားတယ်လောကီစီစိန်တွေပဲတောင်းပါလားနတ်ဒီပြမာတွေပဲတောင်းပါလားဟာဘာတွေတောင်းပါလဲလို့ तू မျှော်လင့်ထားတယ်တခုခုတော့တောင်းပါပဲလေအဲ့ဒီမှာဒီမှာတောင်းလိုက်တဲ့ဆုက तू မျှော်လင့်ထားတာတခုမှမဟုတ်အင်မတန်အံ့ဩစရာကောင်းတယ်တရားဓမ္မတို့ဦးဇင်းတို့တွေဒီတရားသာမနာဘူးသေးဘူးဆိုလို့ရှိရင်တစုံတယောက်သောပုဂ္ဂိုလ်ကမင်းကြိုက်တာတောင်းပါဆိုရင်ဒီလိုဆုတောင်းမျိုးပါဇက်ကနှုတ်ကထွက်လာတဲ့အကြောင်းရှိလားရှိပါဘူးဗျာမရှိကိုချင်းစာကြည့်နော်ကိုကကြားဘူးနာဝရှိနေလို့တောင်းရင်တောင်းမယ်ကိုစိတ်ကိုသဘောနှင့်သာဖြစ်ရင်တော့မင်းလိုတာတောင်းပါဆိုလို့ရှိရင်ဘာတွေတောင်းကြမှာလဲအဖြေမပေးနဲ့နော်အဖြေပေးရင်ရှက်စရာကြီးဖြစ်လိမ့်မယ်ဟုတ်လားရှက်စရာမဖြစ်ရင်လည်းမှုသာဝါဒဖြစ်မှာလို့ထင်တယ်နော်ဦးသိန်းကတော့ဒကမာကြီးတွေဟုတ်လားအဲ့တော့ဘုရားလောင်းအခုတောင်းတဲ့ဆုကဘာတဲ့တုံးအမျက်ကင်းသောဒေါသကင်းသောလောဘကင်းသောချစ်ချင်းကင်းသောဒီအဖြစ်၄မျိုးကိုသူရချင်ပါတယ်ဆိုတော့တရားမင်းကအင်မတန်အံ့ဩတယ်အဲ့ဒီမှာအံ့လဲအံ့ဩတယ်စဉ်းလဲစဉ်းစားမိတယ်စဉ်းစားမိတော့သူ့ရဲ့စဉ်းစားတဲ့စကားသံကထွက်လာတာပဲသူကလည်းဘာပြောတုံးဆိုတော့ကိန္နုကောဒေဝလောဘေဝကိန္နုကောဒေဝဒောဒေဝလောဘေတဏဟသပြမနကိန္နုကောဒေဝဒောဒေဝလောဘေတဏဟသပြမနအာဒီနဝံတွံပတ္တိတံမေအခါဟိပု္စိတောငါမေးမယ်တဲ့ဒီဒေါသဆိုတဲ့အမျက်သဘောဒေါသဆိုတဲ့ပြင်းမှားခြင်းသဘောလူချင်းလောဘဆိုတဲ့လောဘသဘောချစ်ချင်းဆိုတဲ့ဒီသဘောတရားတွေမှာဘယ်လိုအပြစ်တွေကိုသင်ကမြင်လို့ဒါကိုမရချင်တာလေတဲ့
ကောဒေဝအမျက်၌၎င်းဒေါသေဝဒေါသ၌၎င်းလောဘေဝလောဘ၌၎င်းတဏိဟံချစ်ချင်း၌၎င်းတွန်တင်သည်ကိဏုအာရိနဝံဘယ်အပြစ်ကိုပတ္တတိမြင်ပါသလဲအဲ့ဒီတရား၄မျိုးရဲ့အပေါ်မှာဘာအပြစ်တွေကိုမြင်လို့သင်ကမရချင်ရတာလေတဲ့သူကလည်းရှာရှာဖွေဖွေမေးတယ်နော်အဲ့ဒီတော့ဘုရားလောင်းကအဲ့ဒီတရားတွေရဲ့အပြစ်တွေကိုတစ်ခုချင်းပြန်ပြောတယ်အဲ့ဒါဦးဇင်းတို့အတွက်အင်မတန်အဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ခုဖြစ်လာတာပဲဒါတရားမင်းကိုကျေးဇူးတင်ရမယ်တရားမင်းကဒါရဲ့ဘာအပြစ်တွေကိုမြင်လို့သင်မလို့ချင်တာလဲလို့မေးလို့ဒီအပြစ်တွေကိုဘုရားလောင်းကပြောတာမဟုတ်လားမှန်ပါအဲ့တော့ဘုရားလောင်းကတော့ပထမကျေးဇူးရှင်ပေါ့အခုဒုတိယကျေးဇူးရှင်ကတရားမင်းပေါ့ခုတတိယကျေးဇူးရှင်ကဦးဇင်းမဟုတ်သေးဘူးလေဦးဇင်းတို့အရင်ပြောခဲ့တဲ့ဘုန်းကြီးတွေအများကြီးရှိသေးဟုတ်လားဆရာတော်တွေတန်ဃာတော်တွေအများကြီးပြောခဲ့တာနော်တခါကြီးမိုင်မြအဲ့တော့တလုံးနဲ့ပြောရရင်တတိယကျေးဇူးရှင်ဟာတန်ဃာဖြစ်လိမ့်မယ်ဟုတ်လားတခါကြီးမိုင်မြပထမကျေးဇူးရှင်ကဘုရားဒုတိယကျေးဇူးရှင်ကတရားမင်းကပြောလို့တရားကိုဦးဇင်းကနေရာထားလိုက်တာပဲခုတတိယပြောလိုက်တာကတန်ဃာတော်ရှင်မြတ်တွေပြောတာသူတော်ကောင်းကြီးတွေပြောခဲ့တာဟုတ်လားအဲ့ဒီမှာဦးဇင်းတို့မြတ်စွာဘုရားလောင်းကြီးကအဲ့ဒီအပြစ်တွေကိုပြောပြတယ်အဲ့ဒါဦးဇင်းကဟိုအပိုးဆာလာတွေတိတ်မထည့်ပဲနဲ့မူရင်းကလေးတွေကြီးပြောမယ်ဒီလူတွေအုံနောက်ရှိတယ်ဉာဏ်ရှိတယ်ကိုယ့်ကိုစဉ်းစားဦးဇင်းစဉ်းစားပြီးသားကြီးတန်းပြီးတော့ပြောလိုက်လို့ရှိရင်ဉာဏ်ပိတ်သွားမှာဆိုလို့ဟုတ်လားအဲ့တော့ကောဓာရဲ့အပြစ်မဆက်ပြီးတော့ဘုရားလောင်းကတခုချင်းပြောပြတယ်ဆိုအဘောဟုတ်တဝဘဟုံဟောတိဝတ္တတေသောအခန္တိဇောအာသင်္ကိဘဟုပါယသောတတမကောဒံနာရောစယေအခန္တိဇောသီမခံခြင်းကြောင့်ဖြစ်ပေါ်၍လာသောသောကောတော်ထိုအမျက်ဆိုသောကောဓာဆိုသောအမျက်တရားသည်အဘောဟုတ်တဝအစမှနည်းနည်းဖြစ်ပြီးတော့ဘဟုံဟောတိနောက်တော့များလာတတ်တယ်အမျက်ဆိုတဲ့သဘောတရားအဲ့ဒါဒေါသအနုသားကိုအမျက်လို့ပြောတာတစုံတစ်ယောက်ကိုမကျင်တတ်ဘူးတစုံတစ်ခုအဖြစ်အပျက်ကိုမကျင်တတ်ဘူးစိတ်ထဲမှာတနှုံနှုံတွေးပြီးတော့မြက်တယ်နဲ့ထွေးလည်းမပြစ်နိုင်ဘူးမျိုးလည်းမချနိုင်ဘူးစိတ်ထဲတင်ဘာဖြစ်နေတာတော့ညက်နေတာနှုတ်နဲ့လည်းထွက်ပြီးတော့ပြောနေတာမဟုတ်ဘူးလက်နဲ့လည်းပဲကာယကံမြောက်လုံနေတာမဟုတ်ဘူးစိတ်ထဲတင်ဘာဖြစ်နေတော့တွတ်နဲ့စကားတွေပြောနေတာဘယ်သူမှမကြားဘူးတတိရှိလို့ရှင်တော့ကြားလိုက်မယ်စိတ်ထဲမှာပြောနေတာပြောတဲ့စကားတွေအကုန်လုံးကမကျင်တတ်မှုတွေကြီးပဲအဲ့ဒါဘာတော့အဲ့ဒါအမျက်အဲ့ဒီအမျက်ဟာတဲ့ဘာကြောင့်ဖြစ်တယ်လဲစစ်စစ်ပေါက်ပေါက်နားထောင်နော်အခန္တိဇောတဲ့သီမခံခြင်းကြောင့်ဖြစ်တယ်တဲ့ဒီအမျက်ကကဲကွာဘဝရဲ့လို့တွေ့ကြုံလာရင်ဘယ်သူတွေကကိုယ်စိတ်တိုင်းကြလုတ်ပေးမှလဲဖြစ်ချင်တာဗျံပရာဖြစ်နေတဲ့လောကကြီးမှာသီခံခြင်းဆိုတဲ့လက်နက်ကိုကင်ဆွဲမထားဘူးဆိုရင်ဘယ်တော့မှအဆင်ပြေမှာမဟုတ်ဘူးလို့နားလည်ပြီးတော့ပြောသမျှစကားတွေကြားသမျှစကားတွေတွေ့သမျှအခြေအနေတွေကိုငါသီခံလိုက်မယ်ဆိုလို့ရှိရင်အမျက်ဖြစ်เสียအကြောင်းရှိလားမရှိအဲ့ဒီလိုသီမခံနိုင်ဘူးပြောတာလည်းမကျင်တတ်ဘူးကြားတာလည်းမကျင်တတ်ဘူးမကျင်တတ်တာတွေများနေတာဟာသီမခံနိုင်လို့ဒါကြောင့်အမျက်ဆိုတာဘာကြောင့်ဖြစ်တယ်လဲသီမခံခြင်းကြောင့်ဖြစ်တယ်တဲ့အဲ့ဒီအမျက်ဟာအဘောဟုတ်တဝဘဟုံဟောတိအစကနည်းနည်းလေးတဲ့နောက်တော့တဖြည်းဖြည်းများလာတယ်တဲ့ဟုတ်လားအဲ့ဒါတွေးရင်နဲ့အစာရင်ခဲကဘာဖြစ်လာတော့အကြီးကြီးဖြစ်လာတယ်တခါတလေဒီရင်ဘတ်တွေဘာတွေတောင်တင်းကျပ်လာတယ်လို့ခံစားရတယ်ခံစားဘူးတယ်နော်ဒီလူတွေနော်တခါလေထိုင်ရမလို့ထားရမလို့ဘာလို့လို့မှမသိဘူးစိတ်ထဲမှာမကျင်နဲ့နေတာနည်းနည်းလေးဖြစ်ရကနေတဖြည်းဖြည်းနဲ့များလာဝတ္တတေတဲ့တဖြည်းဖြည်းနဲ့အကြီးကြီးဖြစ်လာတယ်တဲ့အမျက်ရဲ့သဘောတရားတွေကိုပြောပြနေတာအဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကနောက်နှစ်ချက်ကစိတ်ဝင်စားစရာကောင်းတယ်အာသင်္ကိဘဟုပါယသောအာသင်္ကိအမျက်ဆိုသောထိုတရားသည်တွေ့တာကန့်ညိတသောသဘောတရားရှိ၏ဟောအဲ့ဒီအမျက်ကိုကမပြစ်လိုက်နိုင်ဘူးမစွန့်လိုက်နိုင်ဘူးအဲ့ဒါလေးကကိုယ့်ကိုကတ်နေတဲ့သဘောကိုကလည်းအဲ့ဒါလေးကိုကတ်နေတဲ့သဘောရှိတယ်တဲ့ကောင်းလဲမကောင်းမဲနဲ့အဲ့ဒါကိုဘာဖြစ်နေတာတော့ညှိနေတာနော်တခါယူမိုင်းမြဒါကြောင့်တချို့ပြောတယ်မဟုတ်လားနင့်ကိုငါတော်တော်နဲ့မမေ့ဘူးနော်နင့်ကိုငါတစ်သက်လုံးမမေ့ဘူးနော်ဘာဖြစ်လို့မမေ့တာတော့မုန်းလို့မမေ့တာပိဿရေဘာလို့မမေ့တာတော့ချစ်လို့မမေ့တာလည်းရှိတယ်မုန်းလို့မမေ့တာလည်းရှိတယ်ကဲမကောင်းပါဘူးမုန်းရတဲ့ခံစားချက်ကြီးမကောင်းပါဘူးဆိုနေမှာဘာလို့မမေ့နိုင်တာတော့ဆိုတော့အဲ့ဒီအမျက်ဟာကိုယ့်ကိုကတ်နေတယ်ကိုယ်ကလည်းအဲ့ဒီအမျက်ကိုမခွာနိုင်ဘူးတခါတလေမုန်းတဲ့လူကြောင့်တွေးရတာကောစားအရာသာတစ်မျိုးဗျဒီကမာကြီးတွေခံစားဘူးလားမသိဘူးမုန်းတဲ့လူရဲ့အကြောင်းကိုပြောနေရရင်ပါဇက်ကအရာသာကိုရှိလို့ပြောပြီးသားလည်းထပ်ပြောတာပဲပြောဘူးလားမုန်းတဲ့လူအကြောင်းထက်ချီတလဲလဲမပြောဘူးလားဘာဖြစ်လို့ပြောနေတာလဲအ
အရာသာရှိလို့ပေါ့အဲ့ဒီလိုအမျက်ဆိုတာကန့်ညှိတဲ့သဘောရှိတယ်တဲ့ပြီးတော့ဘဟုပါယသောစိတ်နှလုံးကိုညှိုးနှမ်းသွားအောင်ပင်ပန်းသွားအောင်ဟိုပန်းကလေးများကိုလက်နဲ့ဆုပ်ချေသလိုမျိုးပေါ့အင်မတန်ပင်ပန်းသွားအောင်အမျက်ဟာတတ္တဝါကိုလုံနိုင်စွမ်းရှိဒီလူတွေအကုန်သဘောပေါက်ပြီးသားပဲလူတိုင်းအမျက်ဖြစ်ဖူးပြီးသားဒါကိုပဲဘုရားအလောင်းကခေါင်းစဉ်တက်ပေးနေတာဟုတ်လားအာသင်္ကိဘဟုပါယသောတွေ့တာကန့်ညီသောသဘောရှိပြင်းစွာပင်ပန်းခြင်းသဘောရှိတတ္တမထို့ကြောင့်ကောဒံထိုအမျက်ဆိုတဲ့ဒေါသအနုသားကိုအဟံငါသည်နရောစေမနှစ်သက်နိုင်ဘူးအမျက်ဟာတဖြည်းဖြည်းနဲ့ကြီးလာတယ်ကန့်ညီတဲ့သဘောရှိတယ်တတ္တဝါကိုအပြင်းအထန်ပင်ပန်းစေတယ်ဒါကြောင့်ဒီအမျက်ကိုငါမကြိုက်ဘူးတဲ့ဒါအမျက်ရဲ့အပြစ်နော်ဒါကြောင့်ဒကာကြီးဒီမိုင်းမြတ်အမျက်ဖြစ်เสียကြုံလို့ရှိရင်စိတ်ထဲမှာသိမ့်မထားသင့်ဘူးဦးဇင်းတို့ကျမ်းဂန်တွေထဲမှာလေတချို့သောပုဂ္ဂိုလ်တွေဟာအမုန်းတရားတွေကိုစိတ်ထဲမှာသိမ့်ထားဘယ်လိုမျိုးထိသူတို့သိမ့်ထားတော့သေတိမမေ့ဘူးတန်တရားတိမမေ့ဘူးကြောက်သားထဲမှာထွင်းထားတဲ့ကြောက်စာတွေလိုပါတာနလေခဒီဘဝတွေမကဘူးတန်တရားတစ်လျှောက်လုံးသိမ့်တာကြားဘူးတယ်မဟုတ်လားဟိုလင်းတူမယားနှစ်ယောက်တယောက်နဲ့တယောက်ဟိုကိုဝင်ကြအောင်ဖျက်ချရင်းနဲ့တယောက်ကကြောင်မဖြစ်တယ်တယောက်ကကြက်မဖြစ်တယ်ကြက်မဥတိုင်းကြောင်မကစားပြန်ပြီးတော့ဆူတောင်းတဲ့အမုန်းတရားတွေနဲ့ထပ်ပြီးတော့ကြောက်သားတဲ့ထွင်းတယ်လို့မျိုးထွင်းမြန်တာပဲတယောက်ကသမင်ဖြစ်တယ်တယောက်ကကြားဖြစ်တယ်ပြန်ပြီးတော့ထွင်းမြန်တာပဲတယောက်ကလည်းဟုတ်လားတယောက်ကလူမဖြစ်တယ်တယောက်ကဘီလူမဖြစ်တယ်ဖះလက်ထက်မှာအဆုံးသတ်သွားတယ်ဒီလူတွေစီဇလန်းကြားဘူးတယ်အဲ့ဒါပါလေပါတာနလေခတန်တရားတစ်လျှောက်လုံးသိမ့်ထားတာဟုတ်လားတချို့ကြတော့အဲ့ဒီလူတွေတဲ့တော်တယ်ပထဝီလေခသဲတောင်မြေပေါ်မှာမြေကြီးပေါ်မှာရေးချစ်ထားတဲ့အချစ်လိုခဏလောက်တော့ရှိနေတယ်ကြာတော့လေတံမိုးတံနဲ့ပျောက်သွားရောအဲ့ဒါထက်တော်တဲ့လူတွေရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဥဒကလေခရေထဲမှာအရေးအကြောင်းရေးလိုက်တယ်ထင်သလားထင်ပါဘူးဗျရှေ့ကတုတ်ကလေးသွားတာနဲ့နောက်ကတန့်ပြီးတော့ပြက်သွားတာအားကြရကောင်းတယ်နော်အဲ့ဒါပေးတတ်တော့အဲ့လိုဖြစ်အောင်မကြိုးစားသင့်ဘူးလားကြိုးစားသင့်ပါဗျအေးကြားပြီးပြက်တွေးပြီးပြက်ဘာမှစိတ်ထဲကိုသိမ့်မထားနဲ့အနှစ်မရှိသောအရာတွေဆင်းရဲသေးသောအရာတွေလို့ကိုဆုံးမပြီးတော့ဥဒကလေခဖြစ်အောင်မကြိုးစားသင့်ဘူးလားကြိုးစားသင့်ပါဗျဥဒကလေခအကယ်၍မဖြစ်တော့မှပထဝီလေခတော့အနည်းဆုံးဖြစ်တဲ့နော်အေးဒါအမျက်နဲ့ပတ်သက်ပြီးတော့ပြောတာတခုကိုအကျယ်ကြီးပြောရင်တရားကသိရှည်လျားသွားလိမ့်မယ်ဆက်ပြီးတော့ပြောမယ်နော်အမျက်ကင်းမရစေအဲ့ဒီအမျက်မှာဘာအပြစ်ရှိလို့လဲအခုပြောလိုက်ပြီအမျက်ပြီးကြတော့နော်နောက်အဲ့ဒီအမျက်ကနေကြီးထွားလာတဲ့ဒေါသရဲ့အပြစ်ကိုပြောတော့မှာအမျက်သည်နှုသောဒေါသသည်ကြီးသောဒေါသတစ်ဖြတ်သေးရဲ့အတူတူပဲနော်ဒီဘက်ကအနုဒီဘက်ကအယင့်ဟုတ်လားအေးဒေါသကြတော့ဘယ်လိုပြောတုံးဆိုတော့ဒုဋ္ဌတာဖရုတာဝါစာပရမသောအနန္တရာတတောပါဏိတတောတန္တောတတ္တတပရမတတိဒေါသောကောဓသမုဋ္ဌာနောတတ္တမဒေါသံနာရောစေဒေါသကြတော့ကောဓသမုဋ္ဌာနောအမျက်ကြောင့်ဒေါသဆိုတာဖြစ်လာတာခုနတုန်းကအမျက်ကလေးကိုဗရိတ်မအုပ်လိုက်နိုင်လို့ရှိရင်ဒေါသဆိုတာဖြစ်လာမယ်တဲ့အဲ့ဒီဒေါသကဘယ်လိုမျိုးလှုပ်တက်တယ်လဲဆိုတော့ဒုဋ္ဌတဖရုတာဝါစာပထမဥစွာသူရှိနေပါတယ်ဆိုတာကိုသူဘယ်လိုနည်းနဲ့ပြတယ်လဲဆိုတော့ကြမ်းထမ်းတဲ့စကားတွေကိုထွက်ပြီးတော့ပြတယ်တဲ့ဒေါသဖြစ်လာရင်ပထမဘာဖြစ်လာမလဲစကားတွေကြမ်းလာမယ်လေသံတွေမားလာမယ်မျက်နှာထားတွေတင်းလာမယ်ဟုတ်လားဒေါသရဲ့လက္ခဏာတွေပြောနေတာနော်ဒုဋ္ဌတာဖရုတာဝါစာကြမ်းထမ်းတဲ့စကားတွေနဲ့ပတ်ဝန်းကျင်လောကကိုနှိပ်စက်မယ်ပထမအဆင့်ဒေါသသည်ကြမ်းထမ်းတဲ့စကားလုံးတွေနဲ့အသွင်ပြောင်းပြီးတော့လောကလူသားတွေကိုဘာလုပ်မှလဲနှိပ်စက်ပတ်ဝန်းကျင်ကိုနှိပ်စက်ဒုဋ္ဌတာဖရုတာဝါစာပရမသောအနန္တရာအဲ့ဒီနောက်တော့ဒေါသကမထိန်နိုင်ဘူးဆိုရင်အဲ့ဒီလူရဲ့လက်ကိုယ်တော်၎င်းဆပင်ကိုယ်တော်၎င်းဆွဲမယ်တဲ့ရိုက်မလို့ဟုတ်လားတဆင်ချင်းပြောတာနော်ဘုရားလောင်းစိတ်ရှိရှိနဲ့ပြောတာနော်ပထမကြမ်းထမ်းတဲ့စကားဒုတိယလက်ကိုယ်တော်၎င်းဆပင်ကိုယ်တော်၎င်းအင်ကြီးကိုယ်တော်၎င်းဆွဲမယ်တဲ့ပြီးရင်တတောပါဏိတတောဒန္တောတဲ့ပြီးရင်လက်နဲ့ရိုက်မယ်တဲ့အဲ့ဒါနဲ့အားမရဘူးဆိုရင်တတောဒန္တောတစ်ခုခုကိုရှာမယ်ဒုတ်တော်၎င်းခဲတော်၎င်းရှာပြီးတော့ထုမယ်ရိုက်မယ်နော်အဲ့ဒါနဲ့မထိန်နိုင်ဘူးဆိုရင်တတ္တတပရမတတိဓာလက်နဲ့ကိုကင်ပြီးတော့တတ်မယ်တဲ့တဆင်ချင်းသွားတာနော်ကြမ်းထမ်းတဲ့စကားဆွဲကင်နဲ့လက်ပြီးတော့ဒုတ်ပြီးတော့ဓာဟုတ်လား
အဲ့ဒီလိုနီးနဲ့တစ်ဖက်ကိုလည်းပျက်စီးအောင်ဖျက်ဆီးတယ်မိမိကာယကံရှင်ကိုလည်းပဲအပြစ်တွေကိုကျူးလွန်သောအဖြစ်ဖျက်ဆီးပစ်လိုက်တယ်ဘယ်သူကောင်းတယ်လဲအရှုမှမကောင်းဘူးအဲ့ဒါလို့မကောင်းတဲ့အခြေအနေဇိုးကြီးကိုရောက်အောင်ဘယ်သူကတွန်းပို့တာလဲဒေါသကတွန်းပို့တာဒါကြောင့်မို့လို့ तू ဒေါသကို तू လုံးဝမနှစ်သက်နိုင်ပါဘူးတဲ့ဒါကြောင့်ဒေါသတွေသိပ်ကြီးလာပြီဒီဒေါသကလည်းခုနကအမျက်ကနေကြီးထွားလာတာဆိုတာမမေ့နဲ့နော်မှန်လားပါမကျေနပ်မှုလေးတွေတိမ့်ထားရင်အဲ့ဒါဒေါသဖြစ်လာဒေါသဖြစ်လာရင်ပေါက်ကွဲလာမယ်ပေါက်ကွဲတာကိုမထိန်နိုင်ရင်ငါလည်းသိချင်းသိပဲစီသူတို့လည်းသိချင်းသိပဲစီဘယ်သူသိဟိုထက်မတွက်တော့ဦးဇင်းတို့2009ခုနှစ်ကကဘာမှာကိုတက်သေးတာလူပေါင်းဘယ်လောက်ရှိတယ်လို့ကြားဘူးလို့ဦးဇင်းဂျာနယ်ထဲမှာဟိုတနေ့ကတွေးလိုက်တယ်လူပေါင်း9သန်းကျော်လို့ကြားလိုက်တယ်ဟုတ်လားအဲ့ဒီလိုကိုတက်သေးတယ်ဆိုတဲ့လူတွေဟာတက်ကြွတဲ့ဒေါသတော်၎င်းဆုံးနစ်တဲ့ဒေါသတော်၎င်းပိဋကဒေါသကလည်း2မျိုးရှိတယ်ဒါဘုသူတ္တစက်မိသုံးပြောရအောင်မယ်ဟုတ်လားရိုက်မယ်နှက်မယ်သက်မယ်ဖြတ်မယ်ဟာတက်ကြွနေတယ်ဒါလည်းဒေါသပဲကြောက်တယ်လန့်တယ်စိုးရိမ်တယ်ပူဆွေးတယ်ထိတ်လန့်ပြီးတော့အဲ့ဒါလည်းဒေါသပဲဒါကြောင့်ဒေါသကြီးတဲ့လူတွေဟာကြောက်လဲအင်မတန်ကြောက်လွှဲတဲ့သဘောရှိနော်ဒါနဲ့ပြောချင်တာကဘာလဲဆိုတော့ဒေါသသိပ်ကြီးလာရင်ငါပျက်စီးလဲကိစ္စမရှိဘူးသူပျက်စီးရင်ပြီးရောဖြည့်ဆည်းကျင်တာကတော့သူ့ကိုဖြည့်ဆည်းကျင်တာပဲသို့တော့ကိုယ်ပါဖြစ်သွားတော့ပျက်စီးသွားတယ်ဦးဇင်းတို့စောတော်တုန်းကလေတောင်မျိုးစတော်ဘုရားကြီးရေးတဲ့ဒီလူတွေအကုန်သိပါတယ်ကိုချင်းအဘိဓမ္မာဆိုနိုင်ငံကျော်ကျမ်းစာနော်အဲ့ဒီထဲမှာဒေါသနဲ့ပတ်သက်ပြီးတော့ဦးဇင်းကဘာပြောရကောင်းမလဲလို့စဉ်းစားပြီးတော့လှမ်းကြည့်လိုက်တော့စတော်ကြီးတို့ခေတ်ကသတင်းသားတွေကပဲတွေ့သလားလေတူတွေကပဲကြားသလားတော့မသိဘူးအိန္ဒိယမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်လေးတစ်ခုကိုစတော်ကြီးကစာမျက်နှာတစ်မျက်နှာသာလေးလောက်ရေးထားတယ်ဒေါသရဲ့အပြစ်ကိုဦးဇင်းကအဲ့ဒါကိုပြောချင်စိတ်ပေါက်တယ်နားထောင်ကြည့်မယ်နော်အဲ့ဒီအိန္ဒိယမှာအဖေအမေကပေးစားလိုက်လို့ဇနီးမောင်နှံ2ယောက်ငကိုကတခါမှမမြင်ဘူးလက်ထပ်လိုက်ရတယ်အဖေအမေကပေးစားလို့တာလက်ခတ်ရတာသူတို့မှချစ်တယ်ကြိုက်တယ်ဆိုတာမရှိအဲ့ဒါနဲ့အတူတူနေကြတဲ့အခါကျတော့ဒကာကြီးကဒကာကဒကမကိုတိတ်ပြီးတော့သဘောမကျအဲ့ဒါဒီအမျိုးသမီးလေးကသူကဒီယောက်ျားကိုတကယ့်ကိုအိမ်ဦးနဲ့အနေနဲ့ခင်ခင်မင်မင်ယူရတကယ်ပြုစုတယ်ဒါပေမဲ့အဲ့လိုပြုစုတာကိုလည်းသူကအတိမတ်မပြုဘူးအဲ့တော့ကြားလာတော့ဟိုကလည်းပဲကြောက်ဆိုင်ကြောက်စားနဲ့လှုပ်ထားတာမဟုတ်ဘူးလေအဲ့တော့သူကလည်းပဲခံစားချက်ရှိတဲ့အခါကျတော့စိတ်ပြက်ပြီးတော့ညှို့ညွငယ်ငယ်ဖြစ်လာခဏအကြမ်းဖက်လာတယ်ကြာတော့စိတ်ပြက်လာတယ်အဲ့ဒီလိုစိတ်ပြက်တာကိုဟိုကယောက်ျားကလည်းပိုးပြီးတော့စိတ်ပြက်တယ်ဘာလည်းမသိဘူးပေါ့အဲ့ဒီလိုမပြေမလဲနေရင်းနဲ့ကလေး2ယောက်သားလေး1ယောက်သမီးလေး1ယောက်ရလာတယ်ရလာတော့ယောက်ျားဘက်ကဘယ်တော့မှမလျှော့အဲ့တော့ဒီတက္ကမကလည်းယောက်ျားကိုအင်မတန်မုန်းလာအဲ့တော့ဘာဖြစ်တုံးဆိုတော့သူတို့ရဲ့အိမ်တော်ရေးကအမုန်းတရားတွေအမြဲတမ်းပွားနေတဲ့အိမ်တော်ရေးဖြစ်နေတယ်အဲ့ဒါမေးဖေးကိုလည်းမပြောရဲဘူးအိမ်တော်ရေးပျက်စီးသွားမှာကိုလည်းသိကြောက်တယ်အဲ့ဒီလိုနဲ့ဒီတကာကဒီတက္ကမကိုဘယ်တော့မှနားလည်းမပေးတော့တက္ကမဖြစ်တဲ့လူကစိတ်ပြက်ရင်စိတ်ပြက်နဲ့နောက်တော့ဘာဖြစ်လာတုံးဆိုတော့တကာကအဝေးမှာခရီးသွားနေတော့ဟိုကြီးနှန်းနဲ့စာတစ်စောင်ရောက်လာတယ်အဲ့ဒီစာကိုဖတ်ကြည့်လိုက်တော့သူမိမကရေးပေးလိုက်တဲ့စာဖြစ်နေတယ်အဲ့ဒါနဲ့အမေငါမိမထူးဆန်းဆန်းငါ့ကိုဘာတွေရေးပေးလဲမသိဘူးဆိုဖတ်ကြည့်တော့အရှင်အိမ်အောင်ကြတဲ့ကစပြီးတော့ကျမဘက်ကမရဝတ္တရားနဲ့ညီအောင်ပေါင်းသင်းဆက်ဆံခဲ့တယ်ဒါပေမဲ့အရှင်ရဲ့မေတ္တာကိုတခါမှမရခဲ့ဘူးနေတိုင်းစိတ်ဆင်းရဲနေရတယ်အဲ့ဒီနေတိုင်းစိတ်ဆင်းရဲနေရတဲ့တော့ဒီစိတ်ဆင်းရဲမှုဒေါသကို तू မမျိုးသိမ့်နိုင်တော့ဘူးဒါကြောင့်ကလေး2ယောက်စားမဲ့အစာတဲကိုအစိတ်ခတ်ပြီးတော့ကြွေးပြီးတော့သူ့ကိုယ်သူအဆုံးစီရင်လိုက်ပြီလို့စာရေးလိုက်တာအဲ့ဒီတော့မှဒီလူကမျက်ပြူးဆံပြားနဲ့အတင်းတန့်ပြေးတာအိမ်ကိုအိမ်လဲရောက်ကလေးလေး2ယောက်ရောဒကမရောအိယာပေါ်မှာအကုန်လုံးပြင်ဆင်ပြီးသားဖြစ်တယ်အဲ့ဒီမှာသူကဒစိမ့်စိမ့်တွေးတယ်ကြည်စမ်းဟုတ်တယ်ဒီမိမငါ့ဘောတကယ်ကောင်းတယ်သူ့စိတ်ထဲမှာဆုံးနေတဲ့ဒေါသဖြစ်တာနော်အဲ့ဒီမှာ तू လုံးဝတရားဆိုတာလဲသိပ်ပြီးတော့ तू နားလည်မှာမဟုတ်ဘူးလေအဲ့တော့ဘလို့မှသူ့မှာအဖြေမရှိဘူးအဖြေမရှိတော့ဘာအောင်ဆိုခါးကြားမှာထိုးထားတဲ့တနတ်နဲ့သူ့ကိုယ်သူအဆုံးစီရင်လိုက်တယ်ဘယ်သူကောင်းတယ်လဲဘယ်သူမှမကောင်းတော့ဘူးအဲ့ဒီလိုအားလုံးပျက်စီးသွားတဲ့အခြေအနေဇိုးကြီးတစ်ရက်ကိုဖြစ်လာအောင်ဘယ်သူကလက်သေးတရားခံမှွေနှောက်ပြစ်လိုက်တယ်လဲလို့မေးရင်ဒေါသကမှွေနှောက်ပြစ်လိုက်တာအဲ့ဆိုကြီးကအဲ့ဒါလေးကိုရေးပြထားတယ်အဲ့ဒီဒေါသဒီဘာကြောင့်ဖြစ်တယ်လဲအမျက်ကြောင့်ဖြစ်တာဒါကြောင့်မကျေနပ်မှုအသေးလေးတွေကိုဘယ်တော့မှသိမ့်မထားနဲ့အဲ့ဒါတနေ့အန်ရပေးလိမ့်မယ်သဘောပေါက်တယ်နော်အဲ့ဒီအမျက်ကသီးမခံခြင်းကြောင့်ဖြစ်တာဒါကြောင့်တော်တန်တန်ဟာကိုသီးခံရမယ်သီးခံရင်အမျက်မဖြစ်ဘူးအမျက်မဖြစ်ရင်ဒေါသမဖြစ်ဘူးဒေါသမဖြစ်ရင်ဒေါသကြောင့်ဖြစ်ပေါ်လာမဲ့ဆိုးကျိုးတွေ
ရှိတော့ကောင်းတယ်နော်တကယ်ကြီးမိုက်မြအေးဒါကြောင့်ဒေါသကို तू မနှစ်သက်နိုင်ဘူးတဲ့အပြစ်တွေများလို့ကိုင်လောဘကိုကြတော့ဘာကြောင့် तू မနှစ်သက်နိုင်တယ်လေပိဿရဲ့နှစ်ပိုက်ရှိသွားပြီနော်အမျက်ရဲ့ဒေါသရဲ့အခုလောဘရောက်လာပြီနော် तू လောဘကင်းမရစေလို့ဆူတောင်းထားတာအခုလောဘရောက်လာပြီနော်အဲ့ဒီမှာလောဘရဲ့အပြစ်ကို तू ကဘာပြောတုံဆိုတော့အာလောပသဟတာကာရနိဂတိဝင်္စနာနိစ္စဒိဋ္ဌံတိလောဘဓမ္မေတုတတမလောဘနာရောစေယအာလောပသဟတာကာရဒုဋ္ဌိဓာရီလက်နှစ်တွေပြပြီးတော့လူရဲ့ခြင်းခိုးယူခြင်းတပ်ဖြတ်ခြင်းအစရှိသောအမှုတို့သည်၎င်းနိဂတိဝင်္စနာနိစ္စအတုတွေကိုပြပြီးတော့လှည့်စားနေကြတယ်ဆိုတဲ့အဖြစ်တို့သည်၎င်းလောဘဓမ္မေတုလောဘရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တမ်းမှလည်းဒိဋ္ဌံတိမြင်နေကြ၏တတမထို့ကြောင့်လောဘကိုအဟံငါသည်နရောစေမနှစ်သက်နိုင်ဘူးသူကလောဘရဲ့အကြီးဆုံးအပြစ်ကိုပြလိုက်တယ်ဘုရားလောင်းကဒုဋ္ဌိဓာတ်တွေလက်နက်တွေနဲ့အနိုင်အထက်ပြုတ်ပြီးတော့လူရက်ခိုးယူနေကြတာတွေလက်နက်တွေအနိုင်အထက်ပြုတ်ပြီးတော့တယောက်တပ်ဖြတ်နေကြတာတွေအတုတွေကိုလှုပ်ပြီးတော့တယောက်လှည့်စားနေကြတာတွေအဲ့ဒီမယိုးသားမှုကောက်ကျစ်မှုတွေအကုန်လုံးဟာလောဘရှိတဲ့လူမှသာလေငါမြင်ရတယ်တဲ့ဒါကြောင့်လောဘကိုငါမနှစ်သက်နိုင်ဘူးဆိုလိုတာကရက်စက်မှုတွေအလုံးဟာလူချင်းမှုကြောင့်ဖြစ်တယ်တခါတိတ်ကြောက်စရာကောင်းတဲ့ရက်စက်မှုတွေမရှိဘူးလားရှိပါတယ်ဗျာရှိတယ်နော်ကမ္ဘာသမိုင်းကိုပြန်ကြည့်ရက်စက်မှုတွေရှိတယ်ဟစ်တလာတို့လူတွေအများကြီးတပ်ပစ်တယ်ဘာကြောင့်လဲလူချင်းလို့ဘာလူချင်းတာလဲသူတခုခုလူချင်းတာပဲနော်တခါကြီးမိုက်မြအဲ့တော့လူချင်းတဲ့လောဘသည်ရက်စက်မှုအလုံးကိုဖြစ်စေလူချင်းတဲ့လောဘသည်ဘုရားလောင်းကပြောတာတော်တော်ခင့်မိတယ်နော်နိကတိဝင်္စနာနိစ္စအတုတွေကိုပြပြီးတော့လှည့်စားနေတယ်တဲ့ပစ္စည်းတွေလည်းအတုတွေဟုတ်လားစကားတွေကလည်းအတုတွေစကားအတုကြားဘူးလားဟင်စိတ်ထဲကြည်တာမဟုတ်ဘဲနဲ့ပါဇက်ကထွက်လာအဲ့ဒါအတုပေါ့ဗျဟုတ်လားစိတ်ထဲကအဖြူထင်တယ်ပါဇက်ကအမဲထွက်လာတယ်အဲ့ဒါဘာတော့အတုပေါ့အလိမ်ညာပေါ့ဟုတ်လားကိုင်တချို့မျက်နာကလည်းအတုတွေဟုတ်လားဒကမကြီးတွေဟုတ်လားတယောက်ဆက်ဆံတဲ့နေရာမှာမျက်နာအစစ်ကိုတချို့ပြကြလားမပြဘူးဂုံကြီးတဲ့လူကြတော့မျက်နာကတစ်မျိုးမြင်တယ်နော်အပြောင်းလဲကကိုယ့်ထက်နှိမ့်တဲ့လူကြတော့မျက်နာကတစ်မျိုးတယောက်တည်းကိုမျက်နာဘယ်နှမျိုးလောက်ပိုင်တော့အမျိုးပိုင်တယ်မျက်နာအတုပေါင်းများစွာသိမ့်ထားတာအတုတွေနဲ့ဆက်ဆံနေတာဘာဖြစ်လို့တော့လိုချင်လို့သူတွေကတခုခုလိုချင်ရင်အ ਨੇ ဆုံးမျက်နှာချိုသွေးရပြီမျက်နာအတုထုတ်ပြလိုက်တာဟုတ်လားအဲ့တော့ဘုရားလောင်းကဒီမှာပြောထားတယ်ရက်စက်မှုတွေအလုံးသည်လောဘရှိတဲ့လူမှငါမြင်ရတယ်ကောက်ကျစ်မှုတွေလိမ်လည်မှုတွေအတုလုံးမှုတွေအလုံးသည်လောဘရှိတဲ့လူမှငါမြင်နေရတယ်ဒါကြောင့်အဲ့ဒီလောဘကိုငါမရချင်ဘူးတဲ့အဲ့ဒီတော့လောဘကြောင့်ရက်စက်လာတယ်လောဘကြောင့်ကောက်ကျစ်လာတယ်ဒီလိုကောက်ချက်ဆွဲရမယ်နော်တခါကြီးတို့အဲ့ဒီရက်စက်မှုအဲ့ဒီကောက်ကျစ်မှုတွေကအဲ့ဒီလူကိုတတ်တာခွင့်ပေးပါမလားဟင်ဒကမာကြီးများလောဘကြောင့်ရက်စက်ပြီးလောဘကြောင့်ကောက်ကျစ်ပြီးအဲ့ဒီရက်စက်မှုကောက်ကျစ်မှုတွေကအဲ့ဒီလူကိုတတ်တာခွင့်ပေးပါမလားမပေးဘူးဒုက္ခတွေဖြစ်စေမှာအဲ့တော့လောဘရဲ့စနက်ကသိပ်ပြီးတော့မသေးဘူးဗျဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကလေကမောက်ကမတွေကိုလောဘကဖြစ်စေတော့ကမောက်ကမအကျိုးဆက်တွေကိုဆက်ပြီးတော့ပေးတတ်တဲ့အကြောင်းကလေးဒါလေးကိုနည်းနည်းပြောကြည့်ချင်းဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမဟာကာလဥပဒကဆိုတာရှိသောတာပန်အရိယာပုဂ္ဂိုလ်ကြီးပဲစိတ်ကောင်းနှလုံးကောင်းအင်မတန်ကြီးပါတယ်တနေ့တော့ဘုရားကျောင်းတော်ကနေပြီးတော့ဇေတဝန်ကျောင်းတော်ကနေဥပုံလျှောက်အဲ့ဒီခေတ်ကဥပုသ်တွေကကျောင်းတော်မှာညအိတ်တဲ့ထုံးတန်ရှိမနေ့ခင်းမှာလင်းပြီဆိုတော့မှကျောင်းတော်ကနေထပြီးတော့အိမ်ပြန်တယ်အဲ့ဒါဝီလီဝင်လေးလေးသူကထသွားကျောင်းဘဝမှာရှိတဲ့ရေကမ်းမှာမျက်နှာတစ်မဟာကာလဥပဒကအဲ့ဒါမြို့တဲကနေပြီးတော့တာဝိထိမြို့တဲကနေတခိုးတယောက်ကနောက်ကလူတွေလိုက်လို့ပြေးလာတာပြေးလာတော့သူ့ရဲ့လက်ထဲမှာပါတဲ့အထုပ်ကိုမပြီးတော့ပြေးနေရင်ဒီလူတွေရဲ့လက်ကလွတ်မှာမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီမဟာကာလဥပဒကရှေ့ကုန်းပြီးတော့မျက်နှာတစ်တဲ့နားကိုအဲ့ဒီအထုပ်ကြီးကိုသူကချထားခဲ့တာအဲ့ဒါနောက်ကလိုက်လာတဲ့လူတွေကတခိုးမျက်ခြေပြတ်သွားဒီအထုပ်ကြီးတွေ့တဲ့အခါကျတော့အော်မေတခိုးကအခုပြေးလို့မလွတ်တော့မှဥပုပ်ဆောင်ပြီးတော့ပြန်လာတဲ့ဥပုပ်တယ်လို့ဘာလို့ဟန်ဆောင်နေတယ်တဲ့အဲ့ဒါနဲ့ဝိုင်းပြီးတော့မဟာကာလဥပဒကကိုတခိုးပါဆိုပြီးတော့ဝိုင်းရိုက်ကြတာဘလို့တောင်းမှန်လို့မှမရဘူးဘလို့ရှင်းပြလို့မှမရဘူးသောတာပန်အရိယာပုဂ္ဂိုလ်ကြီးတယောက်ဟာတခိုးလို့အစွတ်ဆွဲခံရတာသည်ရှင်းနောက်ညီပါသလားမညီဘူးခုကိုဒီလက်ရောက်အရိုက်အနှက်ခံရတယ်အစော်ကားခံရတယ်ရှင်းနောက်ညီပါသလားမညီဘူးအဲ့ဒီရိုက်တဲ့ဒဏ်ရာနဲ့အဲ့ဒီနားနဲ့ပွဲချင်းပြီးသေတယ်
အဲ့ဒီမှာယဟန်တော်တွေကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားဒီလိုသူတော်ကောင်းကြီးတယောက်မှာဒီလိုသေခြင်းမျိုးသေရတာဘယ်လိုမှမသင့်တော်ပါဘူးအဲ့ဒီမှာမြတ်စွာဘုရားကဘာပြောတုံးဆိုချစ်သားတို့အခုလောက်ရက်ကိုကြည့်ရင်တော့မသင့်တော်တာမှန်တယ်ငကိုတုံးကလှုပ်ထားတဲ့လောဘရဲ့စနက်ကိုကြည့်မယ်ဆိုရင်တော့သင့်တော်ပါတယ်မြတ်စွာဘုရားဆိုတော့မြင်တော်မူတာကိုဗျနော်အဲ့ဒါနဲ့ဒီမဟာကာလဥပဒကအကြောင်းကိုယဟန်တော်တွေမေးတာနဲ့မြတ်စွာဘုရားကအမိန့်ရှိတယ်တခုသောဘဝတုန်းကဒီမဟာကာလဥပဒကတောအုပ်တစ်ခုရဲ့အဝမှာရှိတဲ့ရွာကြီးတစ်ရွာမှာသူဟာရွာရဲ့အကြီးအကဲကြီးတစ်ယောက်ဖြစ်တယ်အဲ့ဒါဘယင်မင်းမြတ်ကဒီတောထဲမှာရှိတဲ့တခုဓမြတွေရဲ့ဘေးကလွတ်အောင်ခရီးသည်တွေလာလို့ရှိရင်သင်ကဥဆောင်ပြီးတော့ခရီးသည်တွေကိုဟိုဘက်ကိုလွတ်အောင်ပို့လို့အဲ့ဒါလို့သူကကာကွယ်ရေးတာဝန်ကိုမလုပ်ထားတော့ယူထားတာအဲ့ဒီရွာအကြီးအကဲကအဲ့ဒါနဲ့တနေ့ကျတော့သူတို့ရွာကိုလင်မယား2ယောက်လှဲလေးနဲ့ရောက်လာတယ်အဲ့ဒါနဲ့ကျုပ်ကိုဟိုဘက်ကိုလွတ်အောင်လိုက်ပို့ပေးပါတခုတွေဓမြတွေရန်ကကြောက်လို့ဟာအဲ့ဒီလိုဆိုလို့ရှိရင်ဘယ်နဲ့လုံမလို့အဲ့တော့မှဒီအကြီးကဲကဒီလင်မယား2ယောက်ကိုကြည့်တော့ဒီအမျိုးသမီးကအင်မတန်ချောတဲ့အခါကျတော့သူကရားချင်သူများမယားကိုရားချင်တာနော်အဲ့ဒီလိုရားချင်တဲ့အခါကျတော့ဘယ်လိုရအောင်လုပ်မလဲလို့ဗဇက်ကသာဟိုလူနဲ့စကားပြောနေတာစိတ်ထဲကအလုတ်တွေရှုပ်ပြီးတော့တွေးနေတယ်သူကသိလားအဲ့ဒါနဲ့သူကနေပါအောင်တညအိပ်ပါအောင်မနေ့ကျရင်ပို့ပါမယ်အကြံထုတ်ချိန်ရအောင်လို့ဒီအမျိုးသမီးကိုရဟိုကအမျိုးကောင်းသားကပြောတယ်အခုမှနေအစောကြီးရှိပါသေးတယ်ကျုပ်တို့ကိုလိုက်ပို့ပါဟိုဘက်ကိုအရေးကြီးလို့သွားရရှိလို့ပါအိုးနေပါအောင်အခုမှမြင်မြင်ချင်းခင်လို့ပါထမင်းနေပါလေးစားပါအောင်ဆိုဇွတ်အတင်းအိမ်တိမ်မှာထားပြီးတော့ထမင်းနေဟင်းနေချက်ပြီးတော့ဘလို့မှသွားလို့မရအောင်အချိန်ဆွဲထားလိုက်တယ်ပြီးတော့သူ့အိမ်ထဲဝင်ပြီးတော့အေးအေးဆေးဆေးစဉ်းစားတယ်ဒီမိမကိုရအောင်ငါဘလို့လုပ်ရမလဲမတရားလောဘနော်တခါကြီးမိုက်မြအဲ့ဒါနဲ့ဘာလို့တုံးဆိုသူ့လူတွေကိုသူတင်ပြတယ်ဒီမှာအင်မတန်ဖို့တန်တဲ့ဘရင်ရဲ့ဗရမ ्या ယတနာရှိတယ်ဒါကိုသူ့ရဲ့လှဲတဲ့ကိုသွားဖွက်ထားအဲ့ဒါမနဲ့မင်းတို့လိုက်ပို့ပြီဆိုတော့ဗရမ ्या ပြောက်တယ်ဆိုတော့နောက်တစ်စုကလိုက်ရှာတွေ့ရင်သူ့ကိုတတ်မယ်ဆိုဒီလိုအကွက်ဆွဲတာနောက်နေ့မနဲ့လည်းရောက်ပြီဆိုတော့ဗရမ ्या ပြောက်တယ်အိုးအော်တောင်းတင်လိုက်တယ်အဲ့ဒါလှဲတဲ့ဖွက်ထားတယ်သူတို့ဖွက်ထားတဲ့ဗရမ ्या သူတို့ဘက်သူပြန်ရှာသူတို့ဘက်သူပြန်တွေ့ပြီးတော့အဲ့ဒီဇနီးမောင်နှံကိုကြိုးတုပ်ပြီးတော့ခေါ်သွားတယ်တော့ကြည်စမ်းသင်ဟာလေမနေ့တုန်းကကြွေးခဲ့မွေးခဲ့တဲ့ကျေးဇူးကိုမထောက်ငါ့ကိုမင်းပြမင်းတန်သိအောင်ဘရင်ရဲ့ဗရမ ्या ခိုးရသလားဆိုပြီးတော့တခါတည်းအဲ့ဒီယောက်ျားကိုအသေးတတ်တာဗျနော်အသေးတတ်ပြီးတော့အဲ့ဒီအမျိုးသမီးနဲ့ရသလားမရသလားတော့စာထဲမှာလည်းမပါတော့ဘူးသိလား तू လှုပ်တဲ့မကောင်းမှုကိုပဲပြအဲ့ဒီယောက်ျားအသေးတတ်ခဲ့တဲ့အင်မတန်ကောက်ကျစ်သောအင်မတန်လောဘကြီးသောအင်မတန်မတရားသောပုဂ္ဂိုလ်သည်အခုမဟာကာလဥပဒကာလဖြစ်တယ်ဟိုစဉ်းစားကြည့်ရင်တန်လျာကြီးကလည်းကြောက်เสียပဲနော်လူယုံမှဖြစ်လိုက်လူကောင်းဖြစ်လိုက်ဒေါ်ကြာကောင်းလိုက်ဒေါ်ကြာဆိုးလိုက်နဲ့ဟိုအိမ်ဒီကိုမရဘူးလို့ပြောရမလို့ဖြစ်နေဟုတ်လားဒါပေမဲ့အရိယာဖြစ်သွားပြီဆိုလို့ရှိရင်တော့တေချာသွားပြီနော်တခါကြီးဒီမိုက်ပြအေးမဟာကာလဥပဒကရဲ့အဲ့ဒါလို့ရုပ်ပြက်ဆင်းပြက်သေအောင်ဘယ်သူကဖန်တီးတာလဲဆိုတော့သူ့ရဲ့ယုံမှကောက်ကျစ်ရက်စက်မှုကလှုပ်လိုက်တာမဟုတ်လားမှန်ပါအဲ့ဒီသူ့ရဲ့ယုံမှကောက်ကျစ်ရက်စက်မှုတွေဖြစ်လာအောင်ဘယ်သူကနေတိုက်တွန်းလိုက်တာလဲလိုချင်တယ်ဆိုတဲ့လောဘကတိုက်တွန်းလိုက်တာလောဘနေအကျယ်ကြီးနော်တခါကြီးဒီမိုက်များခုမြင်ကြည့်ပါဒီလူတွေဉာဏ်ရှိတယ်လိုချင်တာတစ်ခုကိုအကြောင်းပြုပြီးတော့လူတွေဘလောက်လိန်ညာလှည့်စားနေကြသလဲဘလောက်တယောက်ကိုတယောက်ကောက်ကျစ်နေကြသလဲဒီလူတွေပို့ပြီးတော့မြင်လိမ့်မယ်လို့ထင်တယ်လိုချင်တာတစ်ခုအတွက်နဲ့အမေကိုလည်းရံဖြစ်ရဲတယ်တရားလည်းဆွဲရဲတယ်ဟုတ်လားအဖေအမေကိုလည်းပြန်ပြီးတော့ဘာဖြစ်ဖြစ်ပြောရဲတယ်ခကြီးကကြောက်เสียလည်းကောင်းတယ်နော်ကဲထားတော့အဲ့တော့လောဘဆိုသောတရားသည်ရက်စက်မှုကောက်ကျစ်မှုတွေကနေတခြင်းဒုက္ခပေါင်းများစွာကိုဖြစ်စေတဲ့အတွက်ကြောင့်ဒီလောဘကိုငါမကြိုက်ဘူးတဲ့ပိဋက3မျိုးရှိသွားပြီနော်အမျက်ရဲ့ဒေါသရဲ့လောဘရဲ့ခုစတုထမြောက်ကဗါတဲ့တုံချစ်ချင်းတဲ့ချစ်ချင်းမှာဘာအပြစ်ရှိတုံဒါလေးကိုဘုရားလောင်းရိုးရိုးလေးပြောပြတယ်တနေဟသင်္ကတိတာခန္ဓာသင်တိမနောမေယပုထုတေဘုသံဥပါဒပိဋိတသမတနေဟံနာရောစေယဟောဒီလောကကြီးမှာတဏှာလောဘဆိုတဲ့အစည်းတွေနဲ့ကန့်ညီနေကြတဲ့တတ္တဝါတွေစိတ်ထဲမှာဖြစ်ပေါ်လာတဲ့တွေ့တာကန့်ညစ်မှုတွေဟာအာယုတစ်ခုကိုအဖန်တလဲလဲကျိုးတစ်ချောင်းနဲ့ရစ်တယ်လို့မျိုးချီတယ်လို့မျိုးဂန္ဓာအထုံးအဖွဲ့တွေဟာတင်တိအဖန်တလဲလဲဖြစ်လာတယ်တဲ့မြင်ပါများကြားပါများတွေ့ပါများတော့လိုချင်မှုလောဘအစည်းနဲ့အနှောင်အဖွဲ့တွေဟာကျိုးတစ်ချောင်းနဲ့ချီတယ်လို့မျိုးစိတ်နှလုံးမှာဖြစ်လာတယ်တဲ့အထုံးအဖွဲ့တွေဟာနော်အဲ့ဒါချစ်ချင်းကိုပြောတာနော်အေးအဲ့ဒီချစ်ချင်းဆိုတဲ့အထုံးဖွဲ့ဟာတဲ့တေဘုဒ္ဓဥပါဒပင်တိ
တေဘုဒ္ဓတေကန္ဓာထိုချစ်ချင်းဆိုတဲ့အနောင်ဖွဲ့တို့သည်တတ္တေတတ္တဝါတို့ကိုဘုဒ္ဓပြင်းပြင်းထန်ထန်ဥပါတာပင်တိပူပန်စေတတ်ကုန်၏အဲ့ဒီချစ်ချင်းကြောင့်တတ္တဝါတွေဟာပြင်းစွာပူပန်နေကြရတယ်ဒါကြောင့်ငါဟာချစ်ချင်းကိုသဘောမကျဘူးချစ်ချင်းဆိုတာကနေပေအများကြီးပဲနော်သာသမီကိုမိဘကချစ်တယ်ဆိုရင်လည်းချစ်ချင်းပဲမဟုတ်လားမေတ္တာလည်းပါတယ်ဂေဟတိတပေမပေါ့ဟုတ်လားညီကိုမောင်နှမချစ်တာပါမယ်လင်ချစ်မယားချစ်ပါမယ်ဆွေချစ်မျိုးချစ်ပါမယ်မိတ်ချစ်ဆွေချစ်ပါမယ်အကုန်လုံးဒီချစ်ချင်းပဲနော်တခါကြီးမိုက်မြအဲ့ဒါထဲမှာမေတ္တာကဘယ်၍ဘယ်နှဆတဏှာလောဘကဘယ်နှဆရောစပ်ထားတဲ့အစာချင်းတော့တူချင်းမှတူမယ်ဟုတ်လားတခါကြီးသဘောပေါက်တယ်နော်ချစ်ချင်းဆိုတာနေအကျယ်ကြီးပဲနော်ဟုတ်လားအဲ့ဒီချစ်ချင်းဆိုတိုင်းမေတ္တာလို့သွားပြီးတော့မထင်နဲ့နော်တန်ရောစဉ်တရားတွေနဲ့လုံးထွေးရစ်ပတ်ပြီးတော့တချို့ချစ်ချင်းကြတော့မေတ္တာကရောထားတဲ့အစာကအင်မတန်နဲတယ်တန်ရောစဉ်တွေပဲများနေတဲ့တကြောင်သူတို့ကြတော့ပို့ပြီးတော့ပူလောင်တဲ့သဘောရှိဟုတ်လားဒါကြောင့်ချစ်ချင်းဆိုသောတရားသည်တတ္တဝါတွေကိုပြင်းစွာပင်ပန်းစေတဲ့အတွက်ကြောင့်ငါမကြိုက်ဘူးတဲ့အဲ့တော့ချစ်ချင်းဆိုတဲ့တရားလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကနောက်ထပ်ပြောရမယ့်ဟာကနှစ်ခုကြံနေသေးတယ်အချိန်ကိုကြည့်လိုက်တော့အချိန်ကသိပ်ပြီးတော့မရှိဘူးအဲ့တော့ဟိုမှာလူငယ်တွေရဲ့မျက်နှာလည်းမြင်းနေတော့ပုံမြင်လေးတစ်ပုဒ်ကိုပဲဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းပြောလိုက်ခြင်းနော်ရှေ့ကမုန်းတာတွေလည်းပြောခဲ့တယ်လေအခုချစ်ချင်းဆိုတာရောက်လာတယ်လေအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းငယ်ငယ်တုန်းကဖတ်ဖူးတယ်တော်တော်လေးလည်းကောင်းပါတယ်လူငယ်တွေနားလည်ဖို့လည်းအင်မတန်လွယ်တယ်လို့ဦးဇင်းထင်တယ်တခါတုန်းကပင်လေကန်းဆက်က အုံးပင်တပင်ပေါ်မှာရှင့်ဇနီးမောင်နှံနှစ်ကောင်နေတယ်တဲ့ရှင့်ကလေးတွေနေကြတယ်အဲ့လိုနေရင်တနေ့ကျတော့ရှင့်မကလေးကအုံးပင်ပေါ်ကဆင်းပြီးတော့ပင်လေရေကိုဆင်းပြီးတော့တောက်တယ်တောက်တော့ပင်လေရေဒီလိုင်းကလာနေတာ तू မမြင်ဘူးလေ तू ကလေးဆန်လေးတေးသေးလေးဆိုတော့မသိဘူးကိုအဲ့ဒါနဲ့အဲ့ဒီရေလှိုင်းနဲ့ဒီရှင့်မလေးကပင်လေရေထဲကိုမျောပါသွားရောသေရောမမြင်ရတော့ဘူးအဲ့တော့ရှင့်မိုးကပြန်မလာနဲ့စောင်းရင်းနဲ့သူ့ရှင့်မဒီပင်လေထဲဆင်းသွားတာပြန်မလာဘူးဆိုတော့သူအင်မတန်ခံစားရတယ်တဲ့အဲ့ဒီရှင့်ကလေးကအဲ့ဒါနဲ့သူအုံးမေမောကဆင်းပြီးတော့ဒီရှင့်မလေးကိုငါဘယ်နည်းနဲ့ပြန်တွေ့နိုင်မလို့ဘယ်နည်းနဲ့ပြန်တွေ့မနိုင်မလို့သူစဉ်းစားတယ်တဲ့စဉ်းစားတော့ငါရှင့်မလေးဟာဟောဒီပင်လေရေထဲမှာတေချာပေါက်ရှိဒါကြောင့်ဒီပင်လေရေတွေဖုံးနေလို့ငါရှင့်မလေးကိုငါမမြင်ရဒီပင်လေရေတွေသာအကယ်၍မရှိဘူးဆိုရင်ငါရှင့်မလေးကိုငါတေချာပေါက်ပြန်တွေ့မယ်အဲ့ဒါနဲ့သူကဘာတုံးဆိုတော့ပင်လေထဲကိုဆင်းသူ့ရဲ့အမီးပွားပါကလေးကိုပင်လေရေထဲနှစ်ပြီးတော့ရွာနဲ့ပြန်တက်လာကမ်းပေါ်တော့အဲ့ဒီအမီးကဆွတ်ထားတဲ့ရေကလေးကိုခါနောက်တစ်ခါပြန်ဆင်းအမီးကလေးကိုစိမ့်ကမ်းပေါ်ရောက်တော့ပြန်ခါအခေါက်ပေါင်းများစွာလုံနေတာဘာလုံတာတုံးဆိုတော့ပင်လေရေတွေကိုခန်းသွားအောင်သူစူးစမ်းနေတာဘာကိုတွေ့ကျင်လို့တော့သူရှင်းမလေးကိုတွေ့ကျင်လို့ဟုတ်လားပင်မနဲ့နော်တခါယူမိုက်မြအဲ့ဒါနဲ့ဒီကန်းဆောင်နတ်ကကန်းမှာစောင့်နေတဲ့နတ်ကဒီရှင်ကလေးကိုတိတ်တနာတယ်ဖြစ်နိုင်ဘူးနော်မင်းသေးတာသွားမယ်ဒီရေကတော့ခမ်းမှာမဟုတ်ဘူးအဲ့ဒါနဲ့ကန်းဆောင်နတ်ကကိုထင်ပြပြီးတော့တဲ့ပုံမြင်ဆိုတော့လေကိုထင်ပြပြီးတော့ရှင်ကလေးမင်းဘာလုပ်တာဟာကျွန်တော်ချစ်တဲ့ရှင်မလေးဒီထဲမှာရှိတယ်ဒါကြောင့်မို့လို့ပင်လေရေတွေဖုံးနေလို့မမြင်ရလို့ပင်လေရေတွေကုံသွားအောင်ကျုပ်ဒီလိုလုပ်နေတယ်မင်းမဖြစ်နိုင်ဘူးနော်တနာလွန်းလို့ဟုတ်လားအဲ့ဒါနဲ့ကန်းဆောင်နတ်ကမင်းမှာချစ်ချင်းကြောင့်ပင်ပန်းနေပြီဒါကြောင့်ဒီချစ်ချင်းတွေညော့သွားအောင်သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ကန်းသောနတ်ကမြင်တာကိုဗျမြင်တော့ရှင့်ကလေးမင်းကသာမင်းရဲ့ရှင့်မလေးကိုလွန်ဆွေးပြီးတော့ချစ်ချင်းနဲ့မင်းပင်ပန်းနေတာမင်းရှင့်မလေးကဘဝပြောင်းပြီးတော့လေဟောဒီပင်လေကိုစောင့်တဲ့နတ်မင်းကြီးရဲ့နတ်မိဖုရားဖြစ်နေတယ်ဗျာလို့ပြောတယ်တကယ်လည်းဖြစ်နေတဲ့အဲ့ဒါနဲ့ကန်းသောနတ်ကဒီရှင်လေးရဲ့ချစ်ချင်းတရားတွေညော့ပြီးတော့တတ်တာပါစီတော့ဆိုတဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့တကိုးနဲ့ပင်လေဆောင်နတ်မင်းကြီးနဲ့ရှင့်မလေးကသေလို့ဖြစ်နေတဲ့ပင်လေဆောင်နတ်မင်းကြီးရဲ့မိဖုရားကိုတကိုးနဲ့ပြတော့ရှင်လေးကမော့ကြည့်ကြည်စမ်းသူငါ့ကိုအမှတ်မရတော့ငါကတော့သူ့ကိုတွေ့ဖို့အတွက်ရည်တွေခန်းအောင်ကြိုးစားနေရပိဿရဲ့ချစ်ချင်းကနေမုံချင်းကိုတောက်လျှောက်ရောက်သွားတာဒါကြောင့်ဦးသိန်းကတစ်ခါစဉ်းစားကြည့်တယ်ချစ်ချင်းနဲ့မုံချင်းဟာလေဟိုဘက်နဲ့ဒီဘက်နဲ့ကတ်နေတယ်လို့ပဲလှည့်လိုက်တာနဲ့တစ်ခါတလေအင်မတန်မြန်တယ်မေတ္တာနဲ့ချစ်တာကိုဆိုလိုတာမဟုတ်ဘူးနော်တခါကြီးဒီမိုက်မြနော်တဏှာလောဘနဲ့ချစ်တယ်ဆိုတာကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းတည်းမုန်းတော့တာပဲချစ်တယ်ဆိုတာကလည်းခက်တော့ခက်ကြီးဗျသေးသေးချာချာစဉ်းစားကြည့်မှအဲ့ဒီလူကိုချစ်တယ်ဆိုအဲ့ဒီလူကိုချစ်တာမဟုတ်ကိုချစ်တာကိုကျင်နှံ့မှုရဖို့အတွက်အဲ့ဒီလူကိုမျက်စိအောက်ကအပြောက်မခံနိုင်တာဒါပဲဒါကိုအိမ်ကြရင်တော့လည်းအကြည်လေစဉ်းစားကြည့်အောင်ပေါ့လေဒါကဥစဉ်ကအတူချုပ်ပဲပြောရတာတရားဒီပြင်ဟာတွေပြောရအောင်မှာထားတော့
ချစ်ချင်းအကြောင်းဒီကချက်နေတရားကပြီးမှမဟုတ်လားအဲ့တော့အဲ့ဒီချစ်ချင်းကိုဟိုဘက်လှည့်လိုက်တော့မုန်းချင်းဖြစ်သွားတယ်အဲ့ဒီမှာငါကသာသူ့ကိုလွမ်းနေရတာသူကကြည့်ပါအောင်ဆိုတော့အလိမ့်လိုက်တက်လာတဲ့ဒေါသကအဲ့ဒါနဲ့သူကညံလဲကောင်းတယ်သိလားတောက်လျှောက်အဖြေကထွက်တယ်ဒေါသအားလျော်ဆိုတာဘာလို့တုံဆိုတော့ကံမော်တက်သဲတွေကိုလက်ကလေးနဲ့ကုတ်ရှင့်ရဲ့လက်ကလေးသေးသေးလေးနော်လက်ကလေးနဲ့ကုတ်ပြီးတော့သမုဒ္ဒရာရေထဲကိုပြစ်ချခဏနေကံမော်တက်သဲလေးကိုကုတ်ပြီးတော့ရေထဲပြစ်ချအဲ့ဒါနဲ့ကန်းဆောင်နတ်ကဟာနေအောင်မင်းဘာဖြစ်ပြန်တာတော့စောစောကရေကိုအမိနဲ့ခတ်ပြီးတော့ဆဲတယ်နော်အခုသဲကိုလက်နဲ့ကုတ်ပြီးတော့ပင်လယ်ထဲထည့်တယ်နော်မင်းဘာဖြစ်ပြန်ပြီတော့သူတို့ကိုမမြင်နိုင်ဘူးတဲ့မမြင်ခြင်းဘူးတဲ့မမြင်ရင်သူတို့ရဲ့တရားဒီရည်တွေပျောက်သွားမှဖြစ်မယ်ဒါကြောင့်ဒီရည်တွေပျောက်သွားအောင်သဲတွေနဲ့ဖုံးပစ်မယ်တဲ့မုံချင်းမှာလည်းအစွမ်းတတ္တိတွေရှိတယ်နော်ဟုတ်လားတခါကြီးမိုက်မြချစ်ချင်းမှာလည်းအစွမ်းတတ္တိတွေရှိတယ်နှစ်ခုသောအစွမ်းတတ္တိတွေတတ္တဝါကိုပင်ပန်းအောင်လုပ်နေတာကြီးပဲဒါလေးကိုမြင်စေချင်တာမုံလည်းမသက်တာချစ်လည်းမသက်တာချစ်ချင်းမုံချင်းကလွတ်တဲ့လူသားရင်သက်တာတယ်မေတ္တာနဲ့မဆိုင်ဘူးတော့မေတ္တာကဒါနဲ့ဘာမှမဆိုင်ဘူးစီနဲ့ရေလို့ကြွားတယ်တခြားသည်မေတ္တာဆိုတာသူ့အတွက်ချစ်ချင်းဆိုတာကိုယ့်အတွက်ဒကာကြီးမှာအဲ့ဒါလောက်ကိုကြွားတယ်မေတ္တာဆိုတာသူတို့ကောင်းရင်ပြီးတာပဲချစ်ချင်းကအဲ့လိုမဟုတ်ဘူးကိုယ်စိတ်တိုင်းမကြတာနဲ့တပြိုင်တည်းတည်းဟိုတတ္တဝါတွေအချင်းချင်းချစ်လာပါတယ်ဆိုတဲ့မိခင်ဖခင်တွေတောင်းလေသူတို့စိတ်နဲ့မတည့်တော့အမွေဖြတ်ထည့်ဘူးလားသတင်းသားတဲ့ကိုထည့်ပါဗျာဘာဖြစ်သွားတာတော့မုန်းသွားတာမုန်းတာမှဘယ်လောက်ထိမုန်းတော့မင်းမြန်စုံစမ်းခြင်းသီးခံပါဟုတ်လားမပြောတော့မပြောချင်တော့ဘူးပေါ့လေငကိုတုန်းကချစ်လိုက်တာဟုတ်လားအမွေပြက်ကျင်ညာုံနဲ့အားမရလို့ဗါတဲ့တော့မင်းမြန်စုံစမ်းခြင်းသီးခံပါတဲ့အဲ့တော့ချစ်ချင်းတွေကစိတ်ချရသလားမချရဘူးဗျမေတ္တာကမှစိတ်ချဟုတ်လားအေးအဲ့ဒီတော့ချစ်ချင်းဆိုတာတတ္တဝါတွေကိုအင်မတန်ပူလောင်စီလို့ဟိုဒီနေ့ကဦးစင်းရဲ့ညီတစ်ပါးဦးဒေဝေကဦးစင်းကိုပြောပြတယ်မကွေးမြို့မှာတဲ့သူ့တက္ကမကြီးတယောက်ထမအိုးတဲနေရင်းနဲ့ကလေးတယောက်ကိုကားတိုက်တယ်ဆိုလမ်းကကြားကလေးတယောက်ကားတိုက်တယ်ထမင်းအချက်မပြတ်ဘူးဩကလေးတယောက်ဆော့တဲ့ကလေးနေမှာပေါ့ဩဟုတ်လားဒီလောက်ပဲခဏနေတော့သတင်းကရောက်လာတယ်ခမရသားလေးအဲ့ဒါခမရသားလေးလို့ပြောတော့ဟာတခါတဲ့ခေါင်းကြီးကိုတင်းတောင်းလောက်ရှိလာတယ်တဲ့တခါကြီးမိုင်းမြစောတုံးကလည်းဒီကလေးပဲနော်အဲ့ဒီကလေးကားတိုက်တယ်ဆိုတော့ဘာဖြစ်တော့ဘာမှမဖြစ်ဘူးထမင်းချက်မပြတ်ဘူးစကားပြောမပြတ်ဘူးခမရသားလေးလို့ပြောလိုက်တာနဲ့ခေါင်းကြီးကတင်းတောင်းလောက်ဖြစ်သွားတယ်ဘယ်သူကနှိပ်စက်တာတော့အဲ့ဒီချစ်ချင်းပါပဲတခါကြီးမိုင်းမြငါသားလေးဟုတ်လားအဲ့တော့ချစ်ချင်းရဲ့အပြစ်တွေကိုမြတ်စွာဘုရားပြောထားတာတွေဦးဇင်းတို့ကျမ်းမယ်ညွှန်းခဲ့တော့မယ်ဗျာမေဇိမပါဏာတပါဠိတော်မှာလေပိယဇာတိကသုတ်တံဆိုတာရှိတယ်စကဦးဇင်းကအဲ့ဒါလေးပြောမလို့အခုအချိန်မရတော့လို့မပြောတော့ဟုတ်လားအဲ့တော့ဘုရားလောင်းကတောင်းလိုက်တဲ့ဆုဘယ်နှပါလဲ၄ပါးအမျက်ကင်းမရစေဒေါသကင်းမရစေလောဘကင်းမရစေချစ်ချင်းကင်းမရစေဒီ၄ခုနဲ့ပတ်သက်ပြီးတော့ဒီလောက်ကျင့်တတ်တော့နောက်ထပ်2ခုကြံသေးတယ်နော်ပြီးရင်လည်းတရားက9မိနစ်ထိုင်ရအောင်မယ်ဗျဟုတ်လားတခါကြီးမိုက်မြတခါကြီးတွေတခါမကြီးတွေကြည်ရတာစိတ်ဝင်စားပုံရပါတယ်ဦးဇင်းပြောရတာအားရှိပါတယ်ဟုတ်လားအေးအဲ့ဒီလိုဆု၄မျိုးကိုဘုရားလောင်းကတောင်းလိုက်တော့တရားမင်းကအတိုင်းထက်လွန်ပဲကျင့်တတ်တယ်ဧတာသမိန်တေသူလပိတိပတိရူပေသူဘာတိတိဝရံပြမနတေရံပိယံကိရှိမနသိစတိကြိုက်တဲ့ဆုကိုထပ်ပြီးတော့တောင်းပါအောင်ဒီဆုလေးမျိုးကို तू ပေးလည်းမပေးနိုင်မဲနဲ့နောက်ထပ်ထပ်ပြီးတော့တောင်းပါအောင်လုပ်နေတယ်ဟိုတောင်းတဲ့ဟာမပေးနိုင်မဲနဲ့နောက်ထပ်ပါလဲထပ်ပြီးတော့တောင်းပါအောင်လုပ်နေတယ်တရားမင်းလုပ်ပုံကလည်းတစ်မျိုးပဲဟုတ်လားအဲ့ဒါနဲ့ဘုရားလောင်းကဘာပြောတယ်ဆိုတော့အေးအဲ့ဒါလောက်တောင်ပေးခြင်းနဲ့ဆိုရင်နောက်ထပ်တစ်ခုထပ်တောင်းမယ်တဲ့ဝရင်စေမေအဒောတကသဗ္ဗဗုဒ္ဓနာမိတ္တရအရင်ညေမေဝိဟရတောနေသံဧကဝိဟာရိနောအာဘာရမေဥပ္ပိစေယုံအန္တရာယကရာဘုသာတရားမင်းတဲ့ဆုကိုတကယ်လို့ပေးမယ်ဆိုလို့ရှိရင်အရင်ညေမေဝိဟရတောနေသံဧကဝိဟာရိနောနေသံမြေတံဧကဝိဟာရိနောတယောက်တည်းနေရတဲ့ငါမှာဟောဒီတော်ထဲမှာငါတယောက်တည်းနေရတယ်ဘုရားလောင်းကအဲ့ဒီလိုတယောက်တည်းနေရတဲ့ငါမှာအာဘာရမေဥပ္ပိစေယုံအန္တရာယကရာဘုသာဘုသာပြင်းပြင်းထန်ထန်အန္တရာယကရာအကျင့်မြတ်ကိုကျင့်ခြင်းရဲ့အန္တရာယ်ကိုပြုတတ်ကုန်သောဘုသာပြင်းထန်သောအာဘာရအနာယောဂါတို့သည်မာဥပ္ပိစေယုံမဖြစ်ပါစေကုန်လဲဒီတော်ထဲမှာလူမနီသူမနီတဲ့တော်ကြီးထဲမှာတ
တယောက်ထဲနေရတယ်ငါမှာအကျင့်မြတ်ရဲ့အန္တရာယ်ကိုပြုတ်တက်တဲ့အင်မတန်ပြင်းထန်တဲ့လူကိုနှိပ်စက်တဲ့အနာရောဂါတွေမဖြစ်အောင်ငါ့ကိုလှုပ်ပေးပါအနာရောဂါမဖြစ်အောင်လှုပ်ခိုင်းတာတောင်မှအကျင့်မြတ်ရဲ့အန္တရာယ်ကိုပြုတ်လို့အကြောင်းပြချက်လေးပါတယ်ဒါကိုသတိထားရမယ်နော်အကြောင်းမဲ့ကျမ်းမာခြင်းတာမဟုတ်ဘူးမကျမ်းမာလို့ရှိရင်မြင့်မြတ်တာကိုမလုံနိုင်ပါဆိုလို့သူတော်ကောင်းတို့ရဲ့သဘောထားလို့ဦးဇင်တရားကောင်းစဉ်တက်ခဲ့တယ်နော်မွန်မြတ်စရာလေးတွေကြီးပဲစိတ်ထဲမှာမျက်နှိုးစရာလေးတွေကြီးပဲနော်ဒီကိစ္စမိုင်မြသူဖြစ်ချင်တာဟာမျက်နှိုးစရာလေးတွေကြီးပဲဟုတ်လားအဲ့ဒီလိုဘုရားလောင်းကတယောက်တည်းနေရတဲ့ငါမှာအကျင့်မြတ်ရဲ့အန္တရာယ်ကိုပြုတ်တတ်တဲ့အနာရောဂါကင်းရှင်းခြင်းဆိုတဲ့အကျိုးတရားကိုငါအောင်ဖြစ်အောင်သင်ဖန်တီးပေးပါလို့ဒီလိုတောင်းတော့အဲ့ဒါကိုလည်းပဲပေးတယ်လို့မပါပေးတယ်လို့မပါဘဲနဲ့ထပ်ပြီးတော့ဘာပြောပြန်တုံးဆိုတော့ဧတာသမိန်တေသူလပိတေပတိရူပိသူပါတိတေဝရံပြမနတေရံပိယံကိရှိမနသိစတိထပ်ပြီးတော့ပေးအောင်မယ်တဲ့တောင်းပါအောင်တဲ့ဟောလာပြန်ပြီနော်တခါကြီးမိုက်မြအဲ့ဒီတော့ဘုရားလောင်းကနောက်ဆုံးတောင်းလိုက်တယ်ဒီစုလေးကတော့နောက်ဆုံးစုလေးပဲဒါလေးကတော့မျက်နှိုးစရာလည်းအကောင်းဆုံးလို့ဦးဇင်းကထင်တယ်နော်ဒီစုလေးကိုအသားပေးပြီးတော့နည်းနည်းပြောချင်ပါဝရံဝရင်စီမေတောတက္ကတပ္ပဗုဒ္ဓနာမိတ္တရာနမနောဝါတရိတံဝမင်္ဂတိတက္ကကတ္တစီနမနောဝါတရိတံဝမင်္ဂတိတက္ကကတ္တစီကရာစီဥပဟိညေထဧတံတက္ကဝရံဝရီအိုတရားမင်းသင်ဟာတကယ်လို့ငါ့ကိုမြင့်မြတ်တဲ့ဆုကိုပေးမယ်ဆိုရင်ဘာဆုကိုငါတောင်းကျင်တုံးဆိုတော့ဟောဒီမှာမင်္ဂတိငါဒီဟုသောအကြောင်းကြောင့်မင်္ဂတိငါဒီဟုသောအကြောင်းကြောင့်ကတ္တစီတုံတယောက်သောပုဂ္ဂိုလ်မှာမနောဝါစိတ်၌သော၎င်းတရိတံဝါကို၌သော၎င်းငါဒီဟုသောအကြောင်းကြောင့်ဘယ်တတ္တဝါရဲ့စိတ်ထဲမှာပဲဖြစ်ဖြစ်ကိုယ်ပေါ်မှာပဲဖြစ်ဖြစ်ကရာစီတခါတလေလေးမှမာဥပဟိညေထဆင်းရဲသွားတယ်ပူပန်သွားတယ်ဆိုတာမဖြစ်ပါစေနဲ့ငါဒီဟုသောအကြောင်းကြောင့်ဘယ်တတ္တဝါမှဘယ်လိုအချိန်ကလေးမှဘယ်လောက်ကလေးမှစိတ်ထဲမှာကိုယ်ပေါ်မှာနည်းနည်းလေးမှဆင်းရဲပင်မသွားပါစေနဲ့အင်မတန်ကောင်းတာပဲเนาะတခါယူမိုက်မြငါကြောင့်ဘယ်သူမှစိတ်ထဲဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘယ်သူမှခန္ဓာကိုယ်ပေါ်မှာဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘယ်သူမှနားထဲမှာပင်မဆင်းရဲသွားတာမျိုးမဖြစ်ပါစေနဲ့ငါပြောလိုက်တဲ့စကားကြောင့်ဘယ်သူမှမဆင်းရဲပါစေနဲ့เนาะငါတွေးလိုက်တဲ့အကြံတွေဟာသူများဆင်းရဲဖို့မဖြစ်ပါစေနဲ့ငါလှုပ်လိုက်တဲ့အလုပ်တွေဟာသူများရဲ့မျက်စိထဲမှာကိုယ်လိုကန့်လန့်သူများရဲ့နားထဲမှာကိုယ်လိုကန့်လန့်သူများရဲ့စိတ်ထဲမှာပူပန်သွားသေးတာမျိုးဆင်းရဲသွားသေးတာမျိုးဘယ်သောခါကာလမှာမဖြစ်ပါစေနဲ့တဲ့မကောင်းဘူးလားငါကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတော့နည်းနည်းလေးတော့ပြောင်းပြန်လှန်ကြည့်ပါလားငါကြောင့်သူများချမ်းသာသွားပါစေကောင်းတယ်နော်ဒီကိစ္စမိုက်မြငါကြောင့်ပါလေသူများချမ်းသာသွားပါစေစိတ်ထဲမှာရောကိုယ်ပေါ်မှာရောအကုန်လုံးကျဉ်တ်သွားပါစေနှစ်သက်သွားပါစေကြည်နူးသွားပါစေမကောင်းဘူးလားအေးအဲ့ဒီလိုမွန်မြတ်တဲ့ဆုကိုဘုရားလောင်းက6ခုမြောက်တောင်းတာအဲ့ဒီဆုလေးကိုဦးဇင်းတို့ကနည်းနည်းလေးပိဋကတ်တို့ကိုစဉ်းစားစေချင်တယ်သူတော်ကောင်းတို့ရဲ့သဘောထားဆိုတာကိုယ်ကြောင့်တတ္တဝါတွေကိုချမ်းသာသွားစေချင်တာပဲရှိတယ်ဆင်းရဲသွားစေချင်တာမရှိဘူးစိတ်ထဲမှာလည်းပဲမဆင်းရဲစေချင်ဘူးကိုယ်ပေါ်မှာလည်းပဲမဆင်းရဲစေချင်ဘူးပတ်ဝန်းကျင်ကိုအင်မတန်ကြည့်တယ်တတ္တလောကကြီးကိုအင်မတန်ကြည့်တယ်နော်ကိုယ်အပြောလေးတစ်ခွန်းကြောင့်ကိုယ်အလုပ်လေးတစ်ခုကြောင့်ဘယ်သူကမှစိတ်အနှောင့်အယှက်အကုသို့ဖြစ်မသွားစေချင်ဘူးဒါလေးကိုနားထဲမှာပဲ့တင်ထပ်ထားစေချင်တယ်နော်အဲ့တော့ထိုးကြပါစို့ကိုမျိုးတစ်မျိုးလုံးအတွက်မတတ်နိုင်ဘူးကိုရက်ကွယ်တစ်ခုလုံးအတွက်မတတ်နိုင်ဘူးဆိုရင်ကိုယ်အိမ်မှာနေတဲ့လူတွေငါးချောင်းတော့စိတ်မဆင်းရဲပါစေနဲ့နည်းနည်းကလေးနော်အဲ့လိုတွေစကြည့်စမ်းပါပြီးရင်ငါနဲ့ဆက်ဆံနေတဲ့ငါပတ်ဝန်းကျင်ငါအတိုင်းဝိုင်းငါကြောင့်တော့မဆင်းရဲကြပါစေနဲ့နော်အဲ့ဒီလိုဆိုရင်အင်မတန်မွန်မြတ်တဲ့သဘောထားမဖြစ်ပေဘူးလားအေးအဲ့ဒီစုကိုပြည့်ချင်ရင်အဲ့ဒီစုကိုဖျက်ဆီးနေတဲ့အရာတွေကိုအရင်မြင်အောင်ကြည့်ရကိုကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတဲ့နေရာမှာကိုကြောင့်သူများဘာကြောင့်ဆင်းရဲနေကြသလဲဒါကိုစဉ်းစားရအစင်းစင်ဥစဉ်ကနည်းနည်းအတွေးခေါ်တော့ဆန်တယ်လို့ထင်တယ်နော်တခါကြီးမိုက်မြကိုကြောင့်သူများဘာကြောင့်ဆင်းရဲသလဲဆိုတာကိုသိချင်ရင်သူများကြောင့်ကိုဘာကြောင့်ဆင်းရဲသွားသလဲဆိုတာကိုအရင်စဉ်းစားအောင်ဆိုကြပါစို့တစုံတစ်ယောက်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်ပြီးဒေါသဖြစ်ပြီးဆင်းရဲပြီးဆိုရင်
ဘာကြောင့်အဲ့ဒါလိုဖြစ်တယ်လဲလို့စဉ်းစားကြည့်အဲ့ဒီလူမဟုတ်လို့ဆင်းရဲတာဟုတ်လားတခါကြီးမိုက်မြအဲ့ဒီလူလောဘတွေသိပ်ကြီးပြီးတော့လှုပ်တာပြောတာဆိုတာတွေ့လိုက်ရင်စိတ်ထဲဘာဖြစ်တော့ဒေါသဖြစ်တယ်အဲ့ဒီလူသဘာဝမကျတဲ့အတွေးတွေအဲ့ဒီလူသဘာဝမကျတဲ့အပြောတွေအလုပ်တွေလုပ်ရင်ကိုယ်စိတ်ထဲမှာဘာဖြစ်တော့အကုသိုလ်ဖြစ်တယ်ဆင်းရဲတယ်အဲ့တော့ပြောင်းပြန်ပြန်လှန်တော့ကိုမဟုတ်တာတွေလုပ်မယ်ပြောမယ်ကြံမယ်မဟုတ်တဲ့စိတ်တွေမွေးမယ်ဆိုရင်ပတ်ဝန်းကျင်ဘာဖြစ်မှာတော့ဆင်းရဲမယ်ဗျအဲ့တော့ပတ်ဝန်းကျင်ကိုမဆင်းရဲစေခြင်းဘူးတတ္တဝါတွေကိုမဆင်းရဲစေခြင်းဘူးဆိုရင်ကို့မှာမဟုတ်တဲ့စိတ်တွေအပြောတွေအလုပ်တွေမရှိဖို့အရေးအကြီးဆုံးပဲအင်မတန်နဲ့နဲတယ်နော်မြတ်စွာဘုရားကတည်တည်ချာချာဟောတာဗျတိကနိပအင်္ဂုတ္ထုမှာလေလောဘဒေါသမောဟနဲ့ပတ်သက်ပြီးတော့ဘာပြောထားတုံဆိုတော့ဒုထောခောဗျမနအတ္တဗျာပါရာယပိစေတိတိပရဗျာပါရာယပိစေတိတိဥပယဗျာပါရာယပိစေတိတိမကျင်တဲ့ချင်းဆိုတဲ့ဒေါသတွေဖြစ်လာမယ်ဆွဲလန်းခြင်းဆိုတဲ့ຢာကတွေဖြစ်လာမယ်တွေးဝေမိုက်မဲခြင်းဆိုတဲ့မောဟတွေဖြစ်လာရင်အတ္တဗျာပါရာယပိစေတိတိကိုပူအောင်လုပ်တော့တာပဲတဲ့သဘောပေါက်တယ်နော်ပြီးတော့ကိုစဉ်းစားနော်တခါကြီးမိုက်မြဒါတွေကစိတ်ဝင်စားတဲ့အကောင်းတာဒါတဲ့စိတ်ဝင်စားတဲ့အကောင်းတာကကိုယ်တန်တမှာလောဘဒေါသမောဟဖြစ်လာရင်ပရဗျာပါရာယပိစေတိတိသူများကိုပူအောင်လုပ်တော့တာပဲတဲ့ကဲဒါလေးတော့စဉ်းစားမိရဲ့လားနော်တခါကြီးမိုက်မြတချို့လောဘဒေါသဖြစ်ရင်ဟေးကိုဖြစ်ရင်ကိုပူတယ်လို့ဒီလောက်ပဲသိကြတာများတယ်အခုဒီမှာမြတ်စွာဘုရားကဘယ်လိုပြောနေတော့ကိုယ်တန်တမှာလောဘဒေါသဖြစ်ရင်ကိုယ်ရင်ပူတယ်လို့ပြောသလားမဟုတ်ဘူးသူများပါပူတယ်တဲ့ဒါလေးတွေကိုကြဲကြဲပြန့်ပြန့်နားလည်စေချင်တာဦးဇင်းတို့ကဟုတ်လားဒေါသဖြစ်ရင်လည်းဒီတိုင်းပဲအတ္တဗျာပါရာယပိစေတိတိပရဗျာပါရာယပိစေတိတိဥပယဗျာပါရာယပိစေတိတိနော်အတ္တတံဝါပိမိမိရဲ့အကျိုးစီးပွားကိုယထာဘူတဟုတ်မှန်သည့်အတိုင်းနားစာနာတိမသိတော့ဟုတ်လောဘဒေါသမောဟဖြစ်လာရင်ကိုကျိုးစီးပွားကိုအမှန်ကန်မသိတော့ပရထံသူတစ်ပါးရဲ့အကျိုးစီးပွားကိုယထာဘူတဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းနားစာနာတိမသိနိုင်တော့အဲ့ဒီလိုကိုနဲ့သူများကိုဒီမှာတသားတည်းပြုတ်ပြီးတော့ဘုရားဟောထားတာနော်အဲ့တော့ကိုယ်တန်တမှာလောဘဒေါသမောဟဖြစ်လာရင်ကိုဆင်းရဲပင်ပန်းတယ်လို့ကိုပူလောင်တယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်နီးစပ်ရာကိုလည်းဘာဖြစ်သွားတော့ပူလောင်သွားစေတယ်ပင်ပန်းသွားစေတယ်ဟုတ်တာပေါ့အိမ်တအိမ်မှာအိမ်တော်ဦးကြီးကလူကြီးကအသက်ကြီးတဲ့လူတွေကဒေါသတွေလှိမ့်ထွက်နေအိမ်အောက်မှာရှိတဲ့လက်အောက်ငယ်သားတွေနေရတာကောင်းသေးလားမကောင်းတော့ဘာဖြစ်သွားတော့ဓာတ်ကအရှိန်ကကူးသွားတာအဲ့တော့အိမ်တအိမ်မှာတယောက်ကအကုသိုလ်အကြီးကျယ်ဖြစ်ပေါ့စိတ်တွေညစ်နေပြီဆိုရင်ကြံတဲ့မိသားစုဘာဖြစ်တော့အကုန်လုံးအရှိန်ဟတ်တယ်ဒါကြောင့်တယောက်မကောင်းရင်ကြံတဲ့လူတွေမကောင်းဖို့အလားအလာတွေအများကြီးရှိနေတယ်ဘုရားကတော့ဒီမှာအတိအလင်းပြောထားတာနော်လောဘဒေါသမောဟဖြစ်လာလို့ရှိရင်ကိုပူလောင်စေတယ်သူတစ်ပါးကိုပူလောင်စေတယ်ဟုတ်တယ်သူတစ်ပါးကိုပူအောင်လုပ်တဲ့လူတွေမှန်သမျှသည်သူတို့ကိုသူတို့ပူအောင်လုပ်ရတာအားမရသေးလို့သူများကိုလိုက်ပြီးတော့ပူအောင်လိုက်လုပ်နေတာတချို့ကတိတ်တော့ရည်ရွယ်တော့မရည်ရွယ်ပါဘူးမရည်ရွယ်ပဲမဲ့အဲ့ဒါလို့ဖြစ်နေတာပဲနော်ဒီအချက်ကလေးကိုနားလဲအင်မတန်နားလဲစေချင်ပါတယ်နော်ကိုကောင်းအောင်မနေတတ်တာနဲ့တပြိုင်နက်တည်းသူများကိုနှိပ်စက်ပြီးသားဖြစ်သွားတယ်နော်အဲ့တော့သူများကြောင့်ကိုဆင်းရဲတဲ့အခါလဲအဲ့ဒီတိုင်းပဲအဲ့ဒီလူသူတာဝန်သူမယူနိုင်လို့ကိုဆင်းရဲသွားတာကိုလည်းပဲကိုတာဝန်ကိုယ့်ကိုအေးအေးချမ်းချမ်းမနေနိုင်လိုက်တာနဲ့တပြိုင်နက်တည်းကိုနဲ့နီးစပ်ရသည်ဘာဖြစ်သွားတော့ဆင်းရဲသွားတယ်ပင်ပန်းသွားတယ်ဒါကြောင့်ကိုကောင်းအောင်နေရတာအင်မတန်ကောင်းတယ်ပထမကိုလည်းပဲငြိမ်ချမ်းတယ်နောက်ကိုမြင်ရတဲ့လူတွေလည်းငြိမ်ချမ်းတယ်ကိုအတန်ကြားရတဲ့လူချမ်းသာတယ်ကိုမြင်ရတဲ့အမူအရာကိုကြည့်ရတဲ့လူတွေလည်းချမ်းသာတယ်ဒါကြောင့်မြတ်စွာဘုရားကဗျောင်းမြန်ပြန်ပြီးတော့လောဘဒေါသမောဟချုပ်ငြိမ်းစွာနေရတဲ့ပုဂ္ဂိုလ်တွေတနည်းအားဖြင့်အလောဘအဒေါသအမောဟဖြစ်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်တွေကြတော့သူတို့ကိုသူတို့လည်းအေးချမ်းစေတယ်တဲ့သူတစ်ပါးကိုလည်းအေးချမ်းစေတယ်တဲ့ဒါနောက်ဆုံးဆူတောင်းလေးကိုဦးဇင်းကလေးနက်အကျေချက်ပြနေတာနော်ကိုယ့်ကိုကောင်းအောင်နေရင်သူများကိုကောင်းအောင်လုပ်ပြီးသားဖြစ်တယ်ကိုကောင်းအောင်မနေတတ်သေးသမျှသူများကိုကောင်းအောင်လုပ်လို့မရပါဘူးဒါကိုသဘောပေါက်စေချင်တာဟုတ်လားဒါကြောင့်ငါးကြောင့်တတ္တဝါတွေမဆင်းရဲပါစေနဲ့ဆိုတဲ့ကိစ္စသည်သူ့ကိုမဆင်းရဲအောင်ဒါလိုက်သွားလို့ဖြစ်တဲ့ကိစ္စမဟုတ်ဘူးအပေါ်ယံတော့ဖြစ်တာပေါ့ဗျာငတ်နေရင်သွားပေးလို့ရတယ်ဝိဇ္ဇာမရှိရင်ပေးလို့ရတယ်စိတ်မချမ်းသာရင်ချမ်းသာအောင်ဖေးမပြောလို့ရတယ်ဟုတ်လားဒါပေမဲ့နဲ့ချမ်းသာအောင်တော့ကိုယ်တိုင်းကကောင်းသွားမှဒီလူကကောင်းရတာဟာအင်မတန်ကောင်းတာပဲလို့ကိုအားကြလာတဲ့အစဉ်မျိုးရောက်ရင်မကောင်းဘူးလားကောင်းတယ်ဟုတ်လားဒါကြောင့်ငါဒီဟူသောအကြောင်းကြောင့်ပ
တတ္တဝါတွေမဆင်းရဲပါစေနဲ့မပင်ပန်းပါစေနဲ့ဆိုတာကိုဖြစ်ချင်တဲ့ဆိုရင်ကိုအရင်ကောင်းအောင်လုပ်ပါဟုတ်လားကိုအေးချမ်းအောင်ကြိုးစားပါဒါကြောင့်မြတ်စွာဘုရားကအထတံဝါပိဘိက္ခဝေတံပတ္တမာနေနာလမေဝအပမဒေနတံပါတိတုံအထတံဝါပိမိမိရဲ့အကျိုးစီးပွားကိုအလိုရှိသောပုဂ္ဂိုလ်သည်တံပတ္တမာနေနကောင်းစွာမျှော်မြင်နိုင်သောပုဂ္ဂိုလ်သည်အပမဒေနမမေ့မလျော့နေခြင်းကအလမေဝသင့်လှသည်သာသည်ကိုကျိုးစီးပွားအစစ်မှန်ကိုလိုလားတဲ့ပုဂ္ဂိုလ်ဟာမမေ့မလျော့နေခြင်းကသင့်တယ်တဲ့ဒါနဲ့တော့မထူးဆန်းသေးဘူးနော်နောက်ထပ်ထူးဆန်းတာကဘာတုံးဆိုတော့ပရထံဝါပိဘိက္ခဝေတံပတ္တမာနေနာအလမေဝအပမဒေနတံပါတိတုံပရထံဝါပိသူတစ်ပါးရဲ့အကျိုးစီးပွားကိုတံပတ္တမာနေနာကောင်းစွာလိုလားသောပုဂ္ဂိုလ်သည်အပမဒေနမမေ့မလျော့နေခြင်းကအလမေဝသင့်လှသည်သာဒီဟောသူများရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့ပဲနေရမှာပဲတဲ့ဒါကိုနားလည်ဖို့အင်မတန်အရေးကြီးတယ်နော်ကိုကြီးစီးပွားကိုလိုရင်လည်းမမေ့မလျော့နေသူများရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့နေနှစ်ပါးစုံတို့ရဲ့အကျိုးစီးပွားကိုလိုတယ်ဆိုရင်လည်းမမေ့မလျော့နေတဲ့အဲ့ဒါဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာဒုတိယဒသဗလသုတ်တံဆိုပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်ဟုတ်လားအင်မတန်လေးနဲ့ပါတယ်စဉ်းစားတွေးခေါ်တတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ရည်ရွယ်ပြီးတော့ဦးဇင်းတို့ပြောပါတယ်ဟုတ်လားကိုကျိုးစီးပွားကိုလိုလားရင်လည်းမမေ့နဲ့သူများအကျိုးစီးပွားကိုလိုလားတယ်ဆိုရင်လည်းမမေ့နဲ့လောကကြီးတစ်ခုလုံးရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုရင်လည်းမမေ့နဲ့ဘာကိုမမေ့ရမှာလဲဒါနာသီလသမာဓိပညာဒါကိုမမေ့နဲ့နော်ပြီးရင်ခန္ဓာကိုယ်ရဲ့ဖြစ်တိုင်းသောသဘာဝတွေကိုမမေ့နဲ့ကိုယ်ဘဝအကြောင်းကိုသိပြီးတော့နေနိုင်ရင်အဲ့ဒါမမေ့တာပဲမဟုတ်လားမှန်ပါပါအေးခန္ဓာကိုယ်ရဲ့သဘောပူတာတွေအေးတာတွေရုပ်ပိုင်းဆိုင်ရာတွေရှိတယ်နော်စိတ်ပိုင်းဆိုင်ရာတွေးတောတာတွေစဉ်းစားတာတွေရှိတယ်နော်ခံစားတာတွေကောင်းတာတွေမကောင်းတာတွေရှိတယ်နော်စိတ်ဆော်တာတွေလှုပ်ရှားတာတွေအကုန်လုံးရှိနေတဲ့ဒီခန္ဓာကိုယ်ပေါ်မှာအဲ့ဒီဖြစ်နေတဲ့သဘောတရားကိုဖြစ်နေတဲ့အတိုင်းမှန်မှန်ကန်ကန်သိနေရင်အဲ့ဒါဒီမမေ့မလျော့ခြင်းအပမာဒလို့ပြောလို့မရဘူးလားရတယ်ခုနတုန်းကဒါနကိုမမေ့တာတဲ့အဲ့ဒါကပုံမြတ်တယ်သီလကိုမမေ့တာတဲ့အဲ့ဒါကပုံမြတ်တယ်ဘာလဲခန္ဓာကိုယ်ရဲ့အရှိသဘောကိုအရှိအတိုင်းမှန်မှန်ကန်ကန်သိနေတာသဘောပေါက်တယ်နော်ဒကာကြီးဒီမိုင်းမြတ်ဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုသိပါများလာလို့ရှိရင်တဖြည်းဖြည်းနဲ့ဒီလူဟာအင်မတန်မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်လာတယ်အင်မတန်အေးချမ်းတဲ့လူတစ်ယောက်ဖြစ်လာတယ်အင်မတန်စင်ကြယ်တဲ့လူတစ်ယောက်ဖြစ်လာတယ်အေးချမ်းတဲ့လူစင်ကြယ်တဲ့လူတွေကိုမြင်ရတိုင်းပတ်ဝန်းကျင်မှာအေးချမ်းမှုတွေကူးဆက်ပြီးတော့သူ့လိုဖြစ်ချင်တယ်ဆိုတာပတ်ဝန်းကျင်လူသားတွေမှာဖြစ်မသွားဘူးလားဖြစ်သွားပါပြီအေးသူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးဟာအဲ့ဒါပဲနော်သူတော်ကောင်းတစ်ယောက်ရဲ့တန်ဖိုးဆိုတာအဲ့ဒါပဲနော်ဒကာကြီးဒီမိုက်မြတ်သူကိုယ်တိုင်အေးချမ်းအောင်နေပြီးတော့လောကလူသားတွေကိုအေးချမ်းရင်စိတ်ပေါက်လာအောင်အကောင်းဆုံးဘာလုပ်ပေးတာလဲနှိုးဆွပေးတာမင်္ဂလာတုတ်ထဲမှာသမနာနင်္စဒတနာရတယ်နော်ဒီလူတွေကိလေသာငြိမ်းတဲ့လူကိုမြင်ရတာဟာမင်္ဂလာတဲ့ကောင်းလားကိုယ်တိုင်ကထိုက်တဲ့လောက်ကိလေသာငြိမ်းအောင်အေးချမ်းမှုရှိအောင်နေရင်ကိုယ့်ကိုမြင်တဲ့လူတိုင်းဘာဖြစ်မလဲမင်္ဂလာရှိမယ်ဟုတ်လားတခါကြီးမိုက်မြတ်ဒါကြောင့်သူများကိုကောင်းစေခြင်းပါတယ်ငါကြောင့်သူများစိတ်မဆင်းရဲပါစေနဲ့ကိုယ်မဆင်းရဲပါစေနဲ့ဆိုတဲ့ဆုတောင်းကိုပြည့်ခြင်းတယ်ဆိုရင်ဘယ်လိုနည်းနဲ့နေရမှာလဲမမေ့မလျော့နေရမယ်တနည်းအားဖြင့်ကိုပိုကောင်းအောင်ကြိုးစားပြီးတော့နေရမယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုသိအောင်လွယ်ကူတဲ့နည်းကနေပြီးတော့စခိုင်းတယ်ဝင်လေထွက်လေအမြဲတမ်းရှိတယ်နော်တခါကြီးမိုက်မြအိတ်နေတုံးလည်းမရှိဘူးလားရှိပါဗျာစကားပြောတုံးလည်းရှိပါတယ်ဗျာသမင်းစားတုံးသွားတုံးလာတုံးအကုန်ရှိနေတယ်အဲ့ဒီဝင်လေထွက်လေရက်တယ်ဆိုရင်ဘာလို့တယ်ခေါ်ရတာလဲသေတယ်ခေါ်တာပဲနော်ဒါကြောင့်ဦးဇင်းတို့ဒီအာနာပါနကမ္မထံဟာကမ္မထံအားလုံးတို့ရဲ့အခြေခံအကြဆုံးအညာကမ္မထံလို့ခေါ်တယ်နော်ဒါကြောင့်ဝင်လေဝင်တိုင်းနှာသီးပြားတနေရာနဲ့ထိသွားလိမ့်မယ်အဲ့ဒီထိတာလေးကိုသိအောင်ကြိုးစားထွက်လေထွက်တိုင်းနှာသီးပြားတနေရာနဲ့ထိသွားလိမ့်မယ်အဲ့ဒီထိတာကိုသိအောင်ကြိုးစားတယ်ဝင်တိုင်းထိတိုင်းသိထွက်တိုင်းထိတိုင်းသိဟုတ်လားတခါကြီးမိုက်မြအေးအဲ့ဒါလို့ကြိုးစားပြီးတော့နေလို့ရှိရင်ဒါအာနာပါနကမ္မထံကိုအထုတ်နေတယ်လို့ခေါ်ရတယ်နော်သွားတဲ့ခါမှာပဲဖြစ်ဘယ်အချိန်မှာပဲဖြစ်လုပ်လို့ရတယ်ဟုတ်လားအဲ့ဒီလိုထိတာလေးကိုသိပြီးတော့နေတဲ့အခိုက်အတန့်လေးဟာအင်မတန်မြင့်မြတ်တယ်စင်ကြယ်တယ်
အဲ့ဒီလိုအာနာပါနကမ္မထံကိုပွားများအထုတ်ပါများရင်တတိပဋ္ဌာန်တရား၄ပါးပြည့်စုံတတိပဋ္ဌာန်တရား၄ပါးပြည့်စုံရင်ဘုဇင်9ပါးပြည့်ဘုဇင်9ပါးပြည့်စုံရင်ဝိဇ္ဇာဝိမု ക്തി လို့ခေါ်တဲ့စောစောတုန်းကဦးဇင်းတို့တရားဏိဒန်းတုန်းကပြောခဲ့တဲ့စိတ်ရဲ့စင်ကြယ်ခြင်းလွတ်မြောက်ခြင်းဆိုတာတွေမဲ့ဉဏ်ဖုံဉဏ်ဆိုတာတွေရလိမ့်မယ်တဲ့ဒါကြောင့်အာမနာပါနကမ္မထံမကောင်းဘူးလားကောင်းတယ်ခဏနေရင်အဲ့ဒါအာနာပါနကမ္မထံကို9မိနစ်လောက်စီးပြန်ရမယ်ဦးဇင်းကရှေ့ကနေပြီးတော့နည်းနည်းကလေးအတန်တိုးပြီးတော့ငြိမ်ငြိမ်ကလေးဖြစ်အောင်ပြောပြမယ်ပေတတို့ကတရားရှုမှတ်ရင်းနဲ့ဦးဇင်းအတန်ကိုလည်းနားထောင်ရင်းနဲ့ရသလောက်ရှုမှတ်ရမယ်နော်အခုတော့ဦးဇင်းတို့ကဒီဇတ်တော်ကိုအဆုံးသတ်ရအောင်မယ်ဟုတ်လားအေးအဲ့တော့ဆူတောင်းကဘယ်နှမျိုးရှိသွားပြီလဲ6မျိုးရှိသွားတယ်နောက်ဆုံးဆူတောင်းလေးကိုဦးဇင်းတို့အကျေတဝင့်ပြောလိုက်တယ်ဟုတ်လားအဲ့တော့အဲ့ဒီဆူတောင်း6မျိုးထဲမှာပြန်ပြီးတော့ဦးဇင်းတို့စီစစ်ကြည့်တော့အမျက်ကင်းမရစေဒေါသကင်းမရစေလောဘကင်းမရစေချစ်ချင်းကင်းမရစေဟုတ်လားပြီးတော့အကျင့်မြတ်ရဲ့အန္တရာယ်ကိုပြုတတ်တဲ့ယောဂါတွေကင်းမရစေပြီးတော့ဗာလဲကိုယ်ကြောင့်တပါးသောသူတွေစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်မသွားပါစေနဲ့တဲ့အဲ့ဒီလိုတောင်းတော့တရားမင်းကအတိုင်းထက်လုံးဝမ်းသာပြီးတော့ဆုတစ်ခုမှမပေးနိုင်ပါဘဲနဲ့တာဝရိန္ဒနတ်ပြည်ကိုပြန်ကြွသွားတယ်ဟုတ်လားအဲ့တော့ဘုရားလောင်းကတော့ဇံပင်ရှင်နဲ့ပြုံမွေ့ပြီးတော့အဲ့ဒီဘဝရဲ့အခြားမဲ့မှာဗြဟ္မပြည်ကိုလာတယ်ဆိုပြီးတော့ဦးဇင်းတို့ကာဏဇတ်တော်ကိုအဲ့ဒါလိုအဆုံးသတ်သွားတယ်ဟုတ်လားအဲ့တော့သူတော်ကောင်းတို့ရဲ့သဘောထားဆိုတာအဲ့ဒါလိုရှိတယ်ဘာပဲလှုပ်လှုပ်လောဘကင်းဖို့ဒေါသကင်းဖို့မကောင်းတာတွေကနေလွတ်မြောက်ခြင်းနဲ့စိတ်နဲ့သူတော်ကောင်းတွေဆိုတာအလုပ်လုပ်ကြတာဟုတ်လားဒါကြောင့်ဒကာကြီးဒကာမကြီးတို့ဦးဇင်းတို့တို့လဲလူဘဝရာတုံးရကြိုက်မှာရှားဖွေစားတောက်မှုကတော့လုပ်ရမှာပေါ့နော်တို့တော့တကယ်ရည်ရွယ်ချက်ကငါဒီဘဝမှာမကောင်းတာတွေကိုတတ်နိုင်တယ်မြနဲတဲ့နဲအောင်မကောင်းတဲ့တရားတွေကနေတတ်နိုင်တယ်မြတန်ရှင်းတဲ့တန်ရှင်းအောင်ငါကြိုးစားသွားမယ်လို့အဲ့ဒါလို့တန်တိဋ္ဌံချဖို့မလိုဘူးလားအေးဒါကြောင့်သူတော်ကောင်းကြီးတို့ရဲ့ထုံးစံကိုအတုယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဦးဇင်းတို့ပြောပြတယ်ကာဏဇတ်တော်သူတော်ကောင်းတို့ရဲ့သဘောထားဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့ဦးဇင်းတို့အဆုံးသတ်မယ်နော်